မျက်စုနိဗ္ဗာန်အကျင့်မှန်မှနိဗ္ဗာန်ကိုရနိုင်တယ်လို့မျက်စုနိဗ္ဗာန်ဆိုတာပန်းတိုင်ပဲပေါ့ထိုပန်းတိုင်ကိုရောက်ဖို့ရာအတွက်မှန်ကန်တဲ့အကျင့်ကိုကျင့်သုံးမှရောက်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တဲ့တရားတွေဟာအကြောင်းနဲ့အကျိုးအကြောင်းတရားကိုစီးပူးအထောက်မှသာနဲ့အကျိုးတရားဆိုတာရရှိနိုင်တယ်အကြောင်းတရားကိုစီးပူးအထောက်ခြင်းမပြုဘဲနဲ့အကျိုးတရားဆိုတာမရနိုင်ဘူးဘုရားဘာသာဝင်သူတော်စင်တို့မျောလင်းတောင်းတနေကြတဲ့နိဗ္ဗာန်ချမ်းသာဆိုတာကိုအနုမာနဉာဏ်ဖြင့်သာလဲဘုန်းကြီးတို့တွေမှတ်သားနားလည်ကြရတယ်ပေါ့ဘာလို့လဲဆိုတော့နိဗ္ဗာန်ဆိုတာဟာမက္ခဖလာနမာရမဏဘူတံလို့ဆိုတဲ့အတိုင်းမက်စိတ်ဖို့စိတ်ရဲ့အာယုံဖြစ်တယ်လို့ဆိုတော့မက်စိတ်ဖို့စိတ်ရမှနိဗ္ဗာန်ကိုပစ္စကဉာဏ်ဖြင့်သိနိုင်တယ်ပေါ့ကိုကမက်စိတ်ဖို့စိတ်မရသေးဘဲနဲ့နိဗ္ဗာန်လို့ပြောလို့ရှိရင်မှန်းဆပြီးသိရတဲ့အသီးလောက်ပဲဒီလိုပဲပြောအောင်နော်ဒါတည်းမကဘူးခေဝကသုတ်တံအရာပြောမယ်ဆိုလို့ရှိရင်ယဟန္တာမဖြစ်မချင်းနိဗ္ဗာန်ရဲ့အရာသာကိုခံလန်းလာကပဲခံစားရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးခေဝကသုတ်တံအရာဘုန်းကြီးတို့တွေနားလည်ကြရခေဝကသုတ်တံဆိုတာတန်ရုပ်ပါဠိတော်မှာလူတိုင်းဖတ်ကြည့်လို့ရနိုင်တယ်ပေါ့အဲ့ဒီမှာနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ပြောထားတဲ့စကားလုံးလေးတစ်ခုမှတ်ထားဘဝနိရောဓနိဗ္ဗာန်ဘဝနိရောဓဘဝလုံးဝချုပ်ငြိမ်းသွားတာသူကသူချုပ်တာမဟုတ်ဘူးချုပ်အောင်ကျင့်လို့ချုပ်ငြိမ်းသွားတာအဲ့ဒီဘဝလုံးဝချုပ်ငြိမ်းသွားတာဒါဖြင့်ဘဝဆိုတာဘာတော့လို့ဆိုတော့ပရိစ္ဆေသမုပ္ပါဒ်ကိုကြည့်ဥပါဒနာပစ္စယဘဝဆိုတဲ့နေရာဘဝဆိုတာဖြစ်စေတတ်တဲ့ကံတရားကိုကမ္မဘဝထိုကံတရားကြောင့်ဖြစ်ပေါ်လာတဲ့ယုံ nant ခန္ဓာကိုဥပပတ္တိဘဝဒါလို့ဘဝဆိုတာကိုနှစ်ခုမှတ်ရမယ်ပေါ့နော်ကံတရားမရှိဘဲနဲ့ဘဝဆိုတာမရနိုင်ဘူးပေါ့အဲ့တော့ကံတရားမချုပ်ဖဲနဲ့လည်းဘဝဆိုတာချုပ်မှာမဟုတ်တာဒီအိဗယ်ကိုနားလဲပေါ့အဲ့တော့ဥပပတ္တိဘဝဆိုတာကံကြောင့်ရလာတဲ့ခန္ဓာ၅ပါးယုံ nant တရားအဲ့ဒါကိုဘဝလို့နားလည်လို့ရှိရင်ဘဝနိရောဓ cessation of life ဘဝချုပ်ငြိမ်းသွားဒါကိုပို့ပြီးတော့လေးနဲ့အောင် final cessation လို့လည်းသုံးကြနောက်ဆုံးပိတ်ချုပ်တာနောက်ထပ်ချုပ်เสียမရှိဘူးအဲ့တော့အဲ့ဒီမှာပြောထားတဲ့စကလုံးလေးသုံးထားတဲ့စကလုံးလေးကဘဝနိရောဓနိဗ္ဗာန်ဘဝချုပ်ခြင်းသည်နိဗ္ဗာန်လို့ဒီလိုသုံးထားတာနော်အဲ့ဒီစကားအရဘုန်းကြီးတို့တခုမှတ်လို့ရတာပေါ့နိဗ္ဗာန်ဆိုတာကျင့်ကြံကြုတ်ကိုအထုတ်လို့ကမ္မဘဝတွေချုပ်ငြိမ်းသွားတယ်ကမ္မဘဝတွေချုပ်ငြိမ်းသွားလို့ကံကြောင့်ဖြစ်ပေါ်လာတဲ့ဒီခန္ဓာ၅ပါးဆိုတာမရှိတော့ဘူးအဲ့တော့ကံချုပ်ငြိမ်းတယ်ဆိုတဲ့နေရာမှာလည်းပဲကိလေသာမပယ်ပဲနဲ့ကံကချုပ်လို့မရဘူးပေါ့ဒါမို့ကမ္မဝကိလေသာဝဝိပါကဝသုံးပါးနဲ့လွတ်ထွက်သွားတယ်လွတ်ထွက်သွားပြီးတော့လုံးဝချုပ်ငြိမ်းသွားတဲ့ဘဝဆိုတာနောက်ထပ်မဆက်တော့တဲ့မပေါ်လာတဲ့အဲ့ဒီအပြည့်အချုပ်ငြိမ်းခြင်းဟာနိဗ္ဗာန်ပဲလို့ထိုသုဒ္ဓအရာပြောမယ်ဆိုရင်တော့အဲ့ဒါလိုမှတ်ရမှာပေါ့နော်အဲ့ဒီမှာအခုပြောချင်တာကသောတာပန်ဖြစ်ပြီးနိဗ္ဗာန်ကိုမြင်သလားလို့ဆိုတော့သောတာပတ္တိမက္ခကိုဓတ္တနာလို့နာမည်ပေးထားဓတ္တနာရဲ့အဓိပ္ပာယ်ကနိဗ္ဗာန်ကိုမြင်တာသစ္စာ၄ပါးကိုမြင်တယ်ဆိုတဲ့အထဲမှာသစ္စာ၄ပါးဆိုတဲ့အထဲမှာနိဗ္ဗာန်ပါနေတယ်နော်ဒုက္ခនិရောဓនិရောဓသစ္စာဆိုတာနိဗ္ဗာန်ကိုပြောတယ်အဲ့တော့သစ္စာ၄ပါးကိုမြင်ပြီလို့ဆိုတော့ဒီမြင်တာနဲ့ကိုယ်တွေ့ခံစားရတာနဲ့တခြားစီလို့ဒီလိုတတိထားဖို့လိုပါသေးတယ်ပေါ့
မြင်တယ်ဆိုတာကဒီမျက်စိရဲ့အလုပ်တော့မဟုတ်အသိဉာဏ်ရဲ့အလုပ်ပေါ့ဒီနေရာမှာနော်အဲ့တော့သောတပတိမက်ကိုဓတ္တနာလို့ခေါ်လိုက်တော့သောတပတိမက်ဟာနိဗ္ဗာန်ကိုပထမဆုံးမြင်တယ်တဂရဂမိမက်ကဆိုတာသူ့အခြေအနေတစ်ခုဒီမက်ရလို့ရှိရင်ကာမဘုံမှာတစ်ချိန်သာပဋိသန္ဓေနေတာမို့တဂရဂမိမက်ချတော့တက္ကထာခာမိလို့ဆိုနာမည်နဲ့သုံးတယ်အနာဂါမိမက်ဆိုတာကြတော့နိဗ္ဗာန်နဲ့ဆက်ဆက်ပြီးတော့မပြောဘူးအနာဂါမိမက်ရပြီဆိုလို့ရှိရင်ကာမဘုံကကာမဘုံကိုပြန်မလာတော့အနာဂါမိဆိုတာနအာဂါမိပြန်မလာပရိသေတွေနေတဲ့အနေနဲ့ပြန်မလာဘူးလို့ဆိုတယ်ဟိုအထက်ဗြဟ္မဘုံကနေအစစ်စစ်တက်သွားပြန်မလာဘူးတဲ့အဲ့ဒီနာမည်နေနဲ့ပေးထားတယ်အဲ့တော့အနာဂံပုဂ္ဂိုလ်အဆင့်ထိအောင်ဟာနိဗ္ဗာန်ကိုမြင်ရတဲ့အဆင့်လို့ဒီလိုအဲ့တုတ်တံမှာဒီလိုဆိုတာဥပမာလေးနဲ့ပြောထားတယ်ဘယ်လိုပြောထားတော့ဆိုတိတ်ရေစားနေတဲ့ရေငတ်နေတဲ့လူတယောက်ရေရှာတယ်ရေရှာတော့တော်တော်နဲ့တဲ့တွင်းတွင်းကိုတွေ့တယ်အဲ့ဒီတွင်းမှာလည်းပဲပုံးတွေပါတွေကျိုးတွေတတ်ထားတာမရှိဘူးအဲ့တော့တွင်းပေါ်ကနေပြီးတော့လှမ်းကြည့်လိုက်တဲ့အခါမှာတွင်းထဲကိုရေရှိတယ်တော့မြင်ရတယ်သို့တော့ तू အဲ့ဒီရေရဲ့အရသာကိုလက်တွေ့မခံစားရသေးဘူးအဲ့ဒီစကားလေးရှိတာကိုထောက်မဲ့ဆိုလို့ရှိရင်ကိလေသာတွေအကုန်မကုန်သေးတဲ့သောတာပန်သဂရကံအနာဂံဆိုတဲ့ပုဂ္ဂိုလ်တွေထောင်နိဗ္ဗာန်ကိုလှမ်းမြင်ရပြီမဲ့လို့ယဟန္တာပုဂ္ဂိုလ်လိုပြည့်ပြည့်ဝဝနိဗ္ဗာန်ကိုမျက်မှောက်မပြုရသေးဘူးလို့ဒီလိုပြောရမယ့်အဓိပ္ပာယ်မျိုးရောက်တယ်ပေါ့နော်သို့တော့အာယုံပြုတာဒီမြင်တာနဲ့နိဗ္ဗာန်ရဲ့အရသာခံစားတာလေးကမတူတတ်ဘူးဆိုတာလေးကိုသတိထားပါအေးယန္တာဖြစ်သွားပြီဆိုတော့ဒီလုံးဝကိလေသာတွေကလုံးဝပြည့်ပြည့်စုံစုံပြည့်သွားတော့နိဗ္ဗာန်ဟာသူ့အနေနဲ့ကပြည့်ပြည့်ဝဝခံစားရတယ်လို့ဒီလိုအဓိပ္ပာယ်ပြောလို့လည်းရတယ်ပေါ့အဲ့တော့တစိမ့်တသေးတာခံစားရတာနဲ့ပြည့်ပြည့်ဝခံစားရတာလို့ဒီလိုလည်းပြောလို့ရတယ်သောတပန်ဖြစ်ပြီဆိုရင်သောတပတိဖို့ကိုဝင်စားလို့ရအဲ့ဒီဖို့စိတ်ဟာနိဗ္ဗာန်ကိုအာရုံပြုတဂရကံဖြစ်လို့ရှိရင်လည်းတဂရဂမိဖို့ဝင်စားပြီးတော့နိဗ္ဗာန်ကိုအာရုံပြုတယ်အနာဂံဖြစ်လို့ရှိရင်လည်းအနာဂါမိဖို့ဝင်စားပြီးတော့နိဗ္ဗာန်ကိုအာရုံပြုတယ်သို့တော့သူတို့သောတပန်တဂရကအနာဂံလို့ဆိုတဲ့ပုဂ္ဂိုလ်တွေကတိခပုဂ္ဂိုလ်အလုတ်မပြီးသေးဘူးနိဗ္ဗာန်ခရီးလျှောက်လန်းတဲ့အခါမှာသူတို့တာဝန်တွေမပြီးဆုံးသေးဘူးလို့ဒီလိုပြောတာကျင့်နေစေပုဂ္ဂိုလ်တွေအကျင့်နေစေပုဂ္ဂိုလ်တွေမြင်ထားတဲ့နိဗ္ဗာန်ဟာယန္တာဖြစ်တဲ့အခါမှာအပြည့်အဝလို့ဒီလိုပြောတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့နိဗ္ဗာန်ကိုမြင်တာနဲ့နိဗ္ဗာန်ရဲ့အရာသာကိုလက်တွေ့ခံစားနိုင်တယ်ဆိုတာလေးဟာကိလေသာတွေလုံးဝကင်းစင်သွားတော့မှဒီဘဝនិရောဓဆိုတာဘာလို့ဆိုဒီတိုင်းကြည့်မယ်ဆိုရင်အနာဂံကလည်းဘဝនិရောဓမဖြစ်သေးဘူးလေဘဝရှိနေသေးတယ်သောတာပန်သဂရကံဆိုမပြောနဲ့ဘဝတွေရှိနေသေးတယ်အနာဂံဖြစ်တဲ့ချိန်တော့ဘဝရှိနေသေးတယ်သူမှာအဲ့တော့ယဟန္တာဖြစ်ပြီဆိုလို့ရှိရင်ဘဝនិရောဓဘဝကိုဖြစ်စေတတ်တဲ့ကိလေသာတွေကံတရားတွေလုံးဝချုပ်ငြိမ်းသွားပြီဒါကြောင့်မို့လို့ဒီအဓိပ္ပာယ်ကိုယူပြီးတော့ခေမကသုတ်တံမှာဒီလိုဆိုတာအဲ့တော့ဘုန်းကြီးတို့တွေအကျမ်းပြင်းမှတ်ထားဖို့ရတာဘဝချုပ်ငြိမ်းမှုနိဗ္ဗာန်နော်ဘဝချုပ်ငြိမ်းမှရတာနိဗ္ဗာန်လို့ဒီလိုပြောရမှာဘဝချုပ်ငြိမ်းတယ်နောက်တစ်ခုသုံးနာရှိသေးတယ်သုလတ္တနာသင်္ခယတုတ်မဟာတနာသင်္ခယတုတ်ဆိုပြီးတော့ဒီတုတ်တန်တွေဟောထားရှိတယ်တဏသင်္ခယဆိုတာတွေ့တာမှုတွေလူချင်မှုတွေအလုံးကုန်ဆုံးသွားတယ်တွေ့တာမှုနဲ့လူချင်မှုကဘယ်မှာကုန်ဆုံးတာတော့ဆိုရတ္တမေယမှာကုန်ဆုံးတာနော်အဲ့ဒီကျမှတဏသင်္ခယလို့ခေါ်တာ
အဲ့တော့တဏှာသင်္ခရကိုတစ်ခါကျတော့နိဗ္ဗာန်ကိုရည်ညွှန်းပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်တဏှာလုံးဝချွင်းချက်မရှိလက်ချံမရှိတဏှာတွေလုံးဝဂုံသွားတာနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်မှာကိုယ်စိတ်လေးဟာကိလေသာအလုံးကလွတ်သွားတယ်လို့ဆိုတဲ့အဓိပ္ပာယ်နဲ့တဏှာသင်္ခရဝိမု ക്ത ဆိုပြီးဟောတာရှိသေးတယ်ဝိမု ക്ത ဆိုတာလွတ်မြောက်တာတဏှာသင်္ခရကတဏှာကိုဂုံစေတဏှာဂုံရာဖြစ်တဲ့နိဗ္ဗာန်ဟောတဏှာဂုံရာနိဗ္ဗာန်ကိုလည်းတဏှာသင်္ခရလို့ခေါ်တယ်တဏှာကိုဂုံစေတတ်တဲ့ရတ္တမေရတ္တဖို့ကိုလည်းနိဗ္ဗာန်လို့ခေါ်တယ်အဲ့တော့နိဗ္ဗာန်ရဲ့သဘောကိုဒီလိုမှတ်ဆပြီးတော့ကြည့်ကောင်းပြီအဲ့ဒီနိဗ္ဗာန်ကိုရောက်ချင်တဲ့ဆိုရင်ဘယ်လမ်းကသွားမလဲဘာလုပ်မလဲဆိုတာဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေဟာတိတိကျကျရှိတယ်တိတိကျကျရှိတယ်တခြားဘာသာတွေမှာလည်းသူတို့ဘာသာတွေမှာပန်းတိုင်တွေရှိတာသို့တော့အဲ့ဒီပန်းတိုင်ကိုရောက်နိုင်တဲ့နီလန်းတွေဆိုတာမရေမရာတွေကြီးပဲအကုန်မရေမရာလည်းဖြစ်တယ်တစ်ခါကျတော့လွယ်လွယ်နဲ့လည်းရောက်နေတယ်နော်အဲ့တော့ဘုရားဘာသာကျတော့ရေရေရာရာပြောထားတယ်ရောက်နိုင်တဲ့နီလန်းကလည်းပဲအားလုံးကတပြေးညီတယ်အဲ့ဒါမှ systematically ပေါ့ဒီရသော်ပြဟောတဲ့တရား logical ဖြစ်တယ် logic ဆိုတဲ့ကြိုးကြောင်းစီလျော်မှုတွေဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီနိဗ္ဗာန်ကိုရောက်ချင်တယ်ဆိုလို့ရှိရင်မှန်ကန်တဲ့အကျင့်တွေကိုကျင့်အဲ့ဒီအကျင့်ဟာမြတ်စွာဘုရားတရားဟောကြတဲ့ကစဟောလိုက်တဲ့အကျင့်ပဲဘာအကျင့်လဲလို့ဆိုရင်မစ္စည်းမပฏิပဒါမဂ်ခင်၈ပါးအကျင့်ဒါကလွဲလို့နိဗ္ဗာန်တက်တဲ့လမ်းကြောင်းမရှိဘူးနိဗ္ဗာန်တက်တဲ့လမ်းကြောင်းမရှိဘူးအဲ့ဒီလမ်းနဲ့ပတ်သက်ပြီးတော့ကျင့်စဉ်ကိုအချင်းချုပ်ပြောတာလေးရှိတယ်ဒီတခါတရံကျတော့မဂ်ခင်၈ပါးဆိုတဲ့နာမည်မသုံးဘဲနဲ့သုံးထားတဲ့သုတ်တန်လေးတွေရှိသေးတယ်သို့တော့မဂ်ခင်၈ပါးထဲမှာဒါတွေကအလုံးအကျုံးဝင်တယ်လို့ဒီလိုမှတ်ထားပါနော်သုတ်တန်တစ်ခုမှဆိုလို့ရှိရင်မြတ်စွာဘုရားလောကကြီးကနေထွတ်မြောက်သွားတဲ့နိဗ္ဗာန်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်တိုင်းဟာဘာလုပ်ပြီးရောက်သွားကြတာလဲဆိုတဲ့တဏှီတဲ့ဘုရားပဲဖြစ်စေပိစိကဗုဒ္ဓပဲဖြစ်စေယဟန္တာတွေပဲဖြစ်စေမြည်သည့်ပုဂ္ဂိုလ်ပဲဖြစ်စေနိဗ္ဗာန်လမ်းကြောင်းပေါ်နိဗ္ဗာန်လောကကြီးကထွက်ခွာသွားနိုင်တဲ့အကျင့်ဟာထွက်ခွာသွားတဲ့နိလန်းဟာတစ်ခုတည်းပဲတဲ့အဲ့ဒီနိလန်းကဘာလဲလို့ဆိုလို့ရှိရင်နိဝရဏ6ပါးကိုဖယ်ရှားခြင်းဒါတမာတိကျင့်စဉ်ကိုပြောတာတမာတိနဲ့နိဝရဏတရားတွေကိုတွန်းလှန်ဖယ်ရှားလိုက်နိဝရဏတရားတွေကိုတွန်းလှန်ဖယ်ရှားပြီးတော့တတိပဋ္ဌာန်အာယုံ၄ပါးပေါ်မှာစိတ်ဆိုင်ပြီးဘုဇင်9ပါးပွားပြီးတော့သွားကြတာကြီးပဲလို့ဒီလိုဟောထားတဲ့သုတ္တရှိအဲ့တော့ဘယ်သူပဲနိဗ္ဗာန်သွားလောကကြီးကဘယ်သူပဲထွက်အောင်ကြိုးစားဒီကျင့်စဉ်ကလွဲလို့တခြားကျင့်စဉ်မရှိဘူးနိဝရဏမဖယ်ပဲတတိပဋ္ဌာန်တရား၄ပါးအာယုံပေါ်မှာအလုံးမလုံးပဲအတိညာဖြစ်အောင်မကြိုးစားပဲဘုဇင်9ပါးကိုမဖြစ်ပွားစေပဲမြည်သည့်ပုဂ္ဂိုလ်မှနိဗ္ဗာန်ဆိုတာကိုမရောက်နိုင်ဘူးအဲ့ဒီမှာအဓိကအချက်တွေပါပြီးသားဖြစ်ပါတယ်မဂ္ဂင်၈ပါးတဲ့ကအဓိကအချက်တွေပါပြီးသားနော်ဘုဇင်9ပါးနဲ့မဂ္ဂင်၈ပါးကိုနည်းနည်းနှိုင်းယှဉ်ပြီးတော့ကြည့်ဓမ္မဝိစယတန်ဖိုးစဉ်တဲ့ဓမ္မကိုစီစစ်တဲ့အတိညာဓမ္မဝိစယတန်ဖိုးစဉ်နဲ့တမ္မာဒိဋ္ဌိနဲ့တူတယ်ပညာဒိဋ္ဌိပဲနှစ်ခုနော်ဓမ္မဝိစယတန်ဖိုးစဉ်နဲ့တမ္မာဒိဋ္ဌိနဲ့တူတယ်ဒါအရေးကြီးတဲ့ဟာတစ်ခုပါနေနောက်တမ္မာဝါယာမနဲ့ဝိရိယတန်ဖိုးစဉ်တူတယ်ဟောဒါအရေးကြီးတာနောက်တမ္မာတတိနဲ့တတိတံဘောစဉ်တူတယ်
သမ္မာသမာဓိနဲ့သမာဓိတန်ဖိုးစဉ်တူတယ်ဆိုဒါတွေကအမှန်တမ်းအရေးကြီးတယ်သမ္မာဒိဋ္ဌိရဲ့သမ္မာဝါယာမရဲ့သမ္မာသတိရဲ့သမ္မာသမာဓိရဲ့ဒါအမှန်တမ်းအရေးကြီးတယ်သမ္မာသင်္ကပ္ပဆိုတာသမ္မာဒိဋ္ဌိကိုထောက်ကူပြုလို့မဂ္ဂင်၈ပါးထဲမှာထည့်ဟောထားတာသီလဆိုတာလည်းအခြေခံမှုထည့်ဟောထားတာအဲ့တော့တကယ်သိဉာဏ်ကိုဖွံ့ဖြိုးတိုးတက်စေဖို့ဆိုလို့ရှိရင်သမ္မာတတိဆိုတဲ့တတိတရားရဲ့ထိန်းချုပ်စောင့်ထိန်မှုအောက်မှာဓမ္မဝိဇ္ဇာရဲ့ဝိရိယရဲ့ပိဋိရဲ့အလုံးလုံးကြပတ္တတိရဲ့သမာဓိရဲ့ဥပေက္ခာရဲ့ငြိမ်သက်တဲ့တန်ဖိုးစဉ်တွေအလုံးလုံးကြအဲ့တော့တကယ်အရေးကြီးတာတွေဟာမဂ္ဂင်၈ပါးနဲ့ဘောဇဉ်9ပါးမှာအရေးကြီးတယ်ဉာဏ်တွေကအထောက်အကူလောက်ပဲဖြစ်တယ်သမ္မာသင်္ကပ္ပဆိုတာသမ္မာဒိဋ္ဌိရဲ့အထောက်အကူပိဋိတို့ဘာလို့ဆိုတာလဲအထောက်အကူတစ်ခုပဲပတ္တတိဆိုတာလဲအထောက်အကူတစ်ခုဥပေက္ခဆိုတာလဲအထောက်အကူတစ်ခုပဲเนาะမဟာတတိပဒံတုတ်ကိုခေါ်တဲ့အခါမှာလဲကြည့်ကာယေကာယ ानु ပတ္တိဝိဟရတိအာတာပိတမ္ပဇာနောတတိမာဝိနေယလောကိဖိစ္ဆာဒေါမနတာလောက်ရမဲ့ယောဂီပုဂ္ဂိုလ်တိုင်းအထုတ်ပြီးဆိုရင်မပါမဖြစ်တဲ့အရာတွေကိုတိုက်ရိုက်ဖော်ပြထားတယ်။ဘာလဲဆိုရင်အာတာပိဆိုတဲ့စကားလုံးဖြင့်သမ္မာဝါယာမကိုပြောတာနော်။တမ္ပဇာနောဖြင့်သမ္မာဒိဋ္ဌိကိုပြောတာ။ဓမ္မဝိဇ္ဇာကိုပြောတာပဲတူတူပဲ။တတိမာဖြင့်သမ္မာတတိကိုပြောတာ။အာတာပိတမ္ပဇာနောတတိမာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘယ်ကမ္မထမ်းတိုင်းသွားဘယ်တရားအားထုတ်ဘယ်အာယုန်နဲ့ပဲအလုံးလုံးဒါတွေမပိုင်မရဘူးလို့ပြောတာเนาะအဓိကအဲ့ဒါတွေကိုယ်တဏ္ဍာမှာဖြစ်ဖို့အပိုအရေးကြီးတယ်ဒါကြောင့်မို့လို့နိဗ္ဗာန်ဆိုတဲ့တရားကိုသွားရမယ်ဆိုလို့ရှိရင်ခြုံငုံပြောရင်တော့မြတ်စွာဘုရားကမဂ္ဂင်၈ပါးပဲမဂ္ဂင်၈ပါးကိုဘလောက်အလေးနဲ့ထားသလဲလို့ဆိုလို့ရှိရင်နောက်ဆုံးကုသနာယုံရောက်လို့တတ်တော်80ပြည့်ပြိဋိဘံစံမဲ့ညောင်ဆောင်ပေါ်မှာလျောင်းဆက်နေတော့နောက်ဆုံးပြောသွားတဲ့နောက်ဆုံးလို့ခေါ်သွားတဲ့တရားလို့အနေနဲ့ပြောအောင်သူပတ္တပြပိုက်ကြီးရဲ့အမေးကိုမဖြေပဲနဲ့မင်းဒါတွေမေးနေနေတော့အချိန်မရှိဘူးငါပြောတာမှတ်ထားဆိုပြီးတော့မှားသွားတဲ့စကားတစ်ခုပါလဲလို့ဆိုရင်မေဇိမပฏิပဒါလို့ခေါ်တဲ့မဂ္ဂင်၈ပါးမရှိတဲ့သာသနာဟာပထမဒုတိယတတိယစတုထလို့ခေါ်တဲ့သောတာပန်တဂရကအနာဂံယဟန်ဆိုမရှိဘူးယဟန်ဆိုတာဒီနေ့ကတမနာကိုပြောတာတမနာဆိုတာကိလေသာငြိမ်းအောင်လုပ်တဲ့ပုဂ္ဂိုလ်ကိုပြောတာဆိုလိုတာကအရိယပုဂ္ဂိုလ်၄ယောက်မရှိနိုင်ဘူးလို့ပြောတာနော်မဂ္ဂင်၈ပါးမပါဘဲနဲ့သင်ကြားတဲ့ဘာသာတရားမဂ္ဂင်၈ပါးမပါဘဲနဲ့ကျင့်ဆောင်တဲ့ဘာသာတရားဘယ်တော့မှသောတာပန်ဆိုမဖြစ်ဘူးတဂရကံလည်းမဖြစ်ဘူးအနာကံလည်းမဖြစ်ဘူးယန္တာဆိုဝေလာဝေဒါတိတိကျကျဟောထားခဲ့တဲ့တရားပဲเนาะအဲ့တော့မဂ္ဂင်၈ပါးအလုံးကိုအရေးကြီးတယ်လို့ဘုရားတရားတော်တွေမှာဘယ်သုတ်တံပဲကြည်မဂ္ဂင်၈ပါးနဲ့လွတ်တဲ့သုတ်တံအမတမရှားအကျင့်မှန်ဆိုတာဒီမဂ္ဂင်၈ပါးအကျင့်တိုင်းကျင့်မှုဒီလိုဆိုလိုတာနော်ကဲဒါဖြင့်ကောင်းပြီမဂ္ဂင်၈ပါးအကျင့်ဆိုတဲ့ထဲမှာမစ္စည်းမပฏิပဒါမဂ္ဂင်၈ပါးအကျင့်ဒီတရားဥဓမ္မစကြာထဲမှာမစ္စည်းမပฏิပဒါဆိုတဲ့အသုံးလေးကိုသုံးထားတာကိုလည်းနည်းနည်းသတိထားကြရအောင်မစ္စည်းမဆိုတာအလယ်၌ဖြစ်သောဆိုတာဟိုဘက်အစွန်းမသွားဘူးဒီဘက်အစွန်းမရောက်ဘူးအလဲဘဟိုကသွားတယ်ဆိုတဲ့အဓိပ္ပာယ်နော်ကဲဟိုဘက်အစွန်းဒီဘက်အစွန်းဆိုတာလေးကိုနည်းနည်းစဉ်းစားကြည့်နံပါတ်1ကကာမတုခံလိကနုယောဂကာမဂုဏ်အာယုန်နေနဲ့ချမ်းသာခံလို့ရှိရင်အသိဉာဏ်တွေဖွံ့ဖြိုးတယ်အကျိုးရှိတယ်လို့ဒိဋ္ဌဓမ္မနိဗ္ဗာန်ဝါဒီတွေသို့မဟုတ်တတ္တဥစ္စေတဝါဒီတွေကဒီလိုဆိုတယ်သူက
လူတွေရလာတဲ့ဘဝလေးမှာစိစိမ်ခံစားဖို့ကအရေးကြီးတယ်ချမ်းသာဒုက္ခဆိုတာခံစားရဒီဘဝဒီကိုယ်ဆံနောက်ဘဝဆိုမသေးကြဘူးဒီဘဝကဆိုတဲ့အဲ့ဒီကာမဒုက္ခလေးကနုယောဂဆိုတဲ့အကျင့်ဟာအတိညာမဖြစ်စေနိုင်ဘူးဒါအစွန်းတစ်ခုเนาะကာမဒုက္ခလေးကနုယောဂဆိုတဲ့စကားလုံးကိုသိကြကြည့်ကာမဒုက္ခဒုက္ခဆိုတာအမျိုးမျိုးရှိတယ်ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့ချမ်းသာကိုကာမဒုက္ခလို့ခေါ်တယ်ကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့ချမ်းသာဆိုတာဘာလဲမျက်စိကကြည့်ပြီးပီတိဖြစ်တယ်နားကနားထောင်ပြီးပီတိဖြစ်တယ်နှာခေါင်းကအနံ့ခံပြီးပီတိဖြစ်ဒါတွေကိုပြောတာနော်အဲ့ဒါကာမချမ်းသာလို့ခေါ်တယ်ကာမလို့ဆိုလိုက်လို့ရှိရင်တော်တော်များများကမျက်စိကကြည့်တာမဆိုင်ဘူးလို့နားကနားထောင်တာမဆိုင်ဘူးလို့ဖြစ်တတ်တယ်နော်မျက်စိနားနာလျှာကိုမျက်စိကလည်းပဲပြောစရာတွေကောင်းတဲ့အာယုန်တွေကိုကြည့်ခြင်းနဲ့နားကလည်းပဲကောင်းတဲ့အတန်နားထောင်ခြင်းနဲ့နှာခေါင်းကမွေ့ချင်တဲ့အနံ့နားညင်နဲ့နားရှူခြင်းနဲ့လျှာကကောင်းတာလေးစားခြင်းနဲ့ခန္ဓာကိုယ်ကနုညံ့တဲ့အထီးအတွေ့လေးထိတွေ့ခြင်းနဲ့ဒီဟာတွေကအကုန်ကာမိဆန္ဒလို့ခေါ်တာပဲအဲ့ဒါတွေကိုခံစားဖို့ကြိုးစားအထောက်တာကိုကာမဒုက္ခဏိကနုယောဂဒုက္ခဏိကနုယောဂတဲ့မသုံးပဲနဲ့ကာမလို့သုံးထားလိုက်တဲ့ဖြင့်မြတ်စွာဘုရားစကားဟာတဖိုင်းလုပ်ပြီးသားပဲသူကကန့်တတ်ထားပြီးသားဘာလို့လဲဆိုဒုက္ခဆိုတာတွေကကာမဒုက္ခရှိသလိုဇာနာဒုက္ခတို့နိက္ခမဒုက္ခတို့ရှိသေးတယ်လေဉာဏ်နဲ့ဒုက္ခတွေအဲ့ဒါကြောင့်မလို့ချမ်းသာကိုမခံစားရဘူးလို့ပြောတာမဟုတ်ဘူးမြတ်စွာဘုရားတရားတော်မစ္စည်းမပဋိပဒါအဲ့ဒါကိုတလွဲသွားမှတ်တတ်ကြတယ်မြတ်စွာဘုရားကချမ်းသာမခံရဘူးစိတ်မခံရဘူးလို့ဒီလိုပြောတာမဟုတ်ဘူးကာမချမ်းသာမခံနဲ့ဘာဖြစ်လို့ကာမချမ်းသာရဲ့နောက်ွယ်မှာတောကတွေပရိဒီဝါတွေနဲ့ဆင်းရဲမှုတွေလာလိုက်တယ်နောက်ကဟုတ်မဟုတ်စဉ်းစားကြည့်ပေါ့နော်ကာမဒုက္ခတွေရဲ့နောက်မှာဒုက္ခတွေတတိကြီးလာအေးဇန်တရားအထုတ်ပြီးတော့ဇံဝင်စားနေတယ်ဇာနာဒုက္ခကာမဂုဏ်အာယုန်တွေကနေထွက်ခွာပြီးတော့ငြိမ်ငြိမ်ချမ်းချမ်းနေတယ်နိက္ခမဒုက္ခနိဗ္ဗာန်အာယုန်လေးနဲ့အေးချမ်းတာဥပတမဒုက္ခဟောအဲ့ဒီဒုက္ခတွေကြတော့မြတ်စွာဘုရားခံစားလို့ပြောထားတာအဲ့ဒီခံစားချမ်းသာတွေတောင်မှပြစ်ပယ်တဲ့ဝါဒတွေကမြတ်စွာဘုရားလက်ထက်မှာဒုနှစ်ထေရှိတယ်နော်အများကြီးရှိတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဒီဘက်ချမ်းသာခံစားတဲ့ဘက်လည်းအစွန်းမရောက်ဘူးဟောနောက်တစ်ဖက်အတ္တကိလမထာနုယောဂခန္ဓာကိုယ်ပင်မယုံကျင့်တဲ့အကျင့်တွေဘာတွေလဲခွေအကျင့်နွားအကျင့်ကျင့်တာမျိုးတွေစူးပေါ်အိတ်ထားတွေဆိုလိုတာကသူတို့ရဲ့အယူဆဘာတော့ဆိုလူဆိုတာနော်စိန်ခမ်းနေလို့ရှိရင်ကာမဂုဏ်စိတ်တွေပိုများတယ်တောင်ညှင်းစေရပင်မအောင်လုပ်ရဟုတ်တာပေါ့အလုပ်တွေပင်ပန်းနေတဲ့အခါဘာစိတ်မှမရှိဘူးအိတ်ချင်သွားတာပေါ့နော်အဲ့ဒါကြောင့်မလို့လူပင်ပန်းအောင်လုပ်ရနှုံးကြတော့အောင်လုပ်ရအဲ့ဒါဆိုလို့ရှိရင်ကိလေသာစိတ်တွေမပေါ်ဘူးဆိုပြီးတော့အတ္တကိလမထာဒီနှုံးသွားပြီးတော့လူဟာပင်ပန်းနွမ်းနယ်ပြီးတော့အိပ်ပျော်သွားတာခန္ဓာကိုယ်ကြီးပင်ပန်းတော့အကြည့်တဲ့အခါမှာအိပ်ပျော်သွားတဲ့အကျင့်ပဲပင်စာတပအပူ၅မျိုးနဲ့ခန္ဓာကိုယ်ညှင်းဆဲတယ်ဆိုတာကြားဖို့ကြလိုက်ပဲအမတန်ပူပြင်းတဲ့နေမွန်းတိအချိန်ကောင်းကင်ယံကနေကြီးရဲ့အပူကအမတန်ပြင်းအရှိဘက်နောက်ဘက်တောင်ဘက်မြောက်ဘက်ကကပ်ပြီးတော့မိဖို့ကြီးလေးကိုဖိုးထားအဲ့ဒီအလဲကောင်ဝင်းထိုင်ဝင်းတိုင်လိုက်ရင်ဘလို့နေုံလဲစဉ်းစားကြည့်အပေါ်ကနေဘူးလေးဘက်လေးတန်ကမီးဘူးဟောအပူတိုက်ချွေးပြက်ပြက်ကြပြီနောက်ချွေးထွက်လွန်တဲ့ကမေ့မျောသွားတာအဲ့ဒါကိုပဲတရားတို့တရားမြတ်လို့ယူဆပြီးခန္ဓာကိုယ်ညှင်းဆဲတဲ့အကျင့်မျိုးဟာဘာမှအတိညာဖြစ်လာမှာမဟုတ်ဘူးလို့မြတ်စွာဘုရားပြောအဲ့ဒီလိုအကျိုးမရှိတဲ့ဒုက္ခခံမှုကိုလည်းပဲမြတ်စွာဘုရားမခံနဲ့လို့ပြောတာဒါဖြင့်ဒုက္ခလုံးဝမခံရဘူးလားဆိုရင်ခံနေရင်ခံရတယ်အဲ့ဒါကိုမေ့မထားကြနဲ့တချို့ကအမလီတရားအထုတ်တာတောင်တက်တက်တာတာလေးအထုတ်အတ္တကိလမထာဖြစ်တယ်အတ္တကိလမထာအဲ့ဒါရောပြောတာနော်ရောပြောတာ
မြတ်စွာဘုရားကအဲ့ဒါလို့မဟုတ်ဘူးနီလန်းမှန်ပြီဆိုလို့ရှိရင်အယိုးကြည်ကြည်အေးခန်းခန်းသွေးသားတွေ6ချင်း6စီမရရအောင်လုပ်ရမယ်ဆွဲမျိုးဟောတာဒါမှတမ္မာဝါယာမဖြစ်တာလေအဲ့ဒါတွေကိုသွားပြီးတော့ရောနှောတွေမဖြစ်စေနဲ့တော်တော်များများအဲ့ဒါလို့ပြောတတ်တယ်အဲ့ဒါလို့ပြောရတယ်တရားထုတ်တာတက်တာအထုတ်အတ္တကိလမထဖြစ်လိမ့်မယ်တဲ့ဒီလိုဆိုလိုတာမဟုတ်ဘူးเนาะဆိုလိုတဲ့အဓိပ္ပာယ်ကမစ္စည်းမပฏิပဒါအလယ်လန်းဆိုဒီမှာခံစားတဲ့ချမ်းသာကိုခံစားအဲ့ဒီချမ်းသာဒုက္ခသည်အတိညာဖွံ့ဖြိုးဖို့အတွက်အထောက်အကူဖြစ်တယ်ဆင်းရဲခံနေတဲ့အခါခံအဲ့ဒီဆင်းရဲခံမှုသည်အတိညာဖွံ့ဖြိုးဖို့အတွက်ထောက်ဖို့ဖြစ်เสียအဲ့ဒါကိုမစ္စည်းမပฏิပဒါလို့ပြောတာเนาะမစ္စည်းမပฏิပဒါလို့ပြောတာအလယ်လန်းကသွားတယ်ဆိုတာအေးကောင်းပြီမြတ်စွာဘုရားရဲ့မဂ္ဂင်၈ပါးလို့ဆိုတဲ့မစ္စည်းမပฏิပဒါလမ်းကြောင်းကြီးဟာမြတ်စွာဘုရားကိုယ်တော်တိုင်စတင်ပြီးတော့ဒီလမ်းကြောင်းကြီးကိုဖွင့်လှစ်ပေးထားခဲ့တယ်ဒီကနေ့ထိဒီလမ်းကြောင်းကြီးဟာရှိနေတော့မယ်ကောင်းပြီဒီလမ်းကြောင်းကြီးကိုဘာတွေနဲ့ဖွဲ့စည်းထားတော့လို့ကြည့်ရအောင်နံပါတ်1ကိုတမ္မာဒိဋ္ဌိကိုရှေ့တန်းတင်ထားတယ်ဒါအမှန်တမ်းအဓိပ္ပာယ်ရှိတယ်ဘာလို့အဓိပ္ပာယ်ရှိတော့တမ္မာဒိဋ္ဌိဆိုတာ right understanding မှန်မှန်ကန်ကန်နားလည်တာသို့မဟုတ် right view မှန်မှန်ကန်ကန်မြင်တာကိုတမ္မာဒိဋ္ဌိလို့ခေါ်တယ်နော်အသိဉာဏ်ပဲမြတ်စွာဘုရားရဲ့တရားတော်တွေအာထုတ်တိုင်းအသိဉာဏ်မရှိရင်မရဘူးယုံကြည်မှုတွေမဟုတ်ဘူးဒီမှာတခြားဘာသာတရားတွေဆိုလို့ရှိရင်ယုံကြည်မှုကအဓိကယုံကြည်ရမယ်လာပြီးတော့မစစ်ဆေးနဲ့မတွေးဆနဲ့ဘာသာတရားတွေးငရဲကြည့်လိုက်မယ်နော်အဲ့တော့ယုံကြည်မှုကဗုဒ္ဓဘာသာမှာရှိပေမဲ့လို့အစွမ်းရောက်တဲ့ယုံကြည်မှုမဟုတ်ဘူးအသိဉာဏ်နဲ့ထိန်ကွက်ထားတဲ့ယုံကြည်မှုသာဖြစ်တယ်အဲ့တော့တန်တရားဝကလွတ်ဖို့ကြိုးစားပြီးဆိုတဲ့အခါမှာနားလည်မှုကသိအရေးကြီးတယ်အသိဉာဏ်နားလည်မှုအရေးကြီးတယ်တန်တရားထဲမှာနေတဲ့အခါကျတော့အမှန်မသိတဲ့အဝိဇ္ဇာကဥဆောင်နေတယ်ကြည့်ပဋိစ္စသမုပ္ပါဒ်ကြတော့အဝိဇ္ဇာပိစ္ဆသင်္ခါရနဲ့အဝိဇ္ဇာနဲ့စတာအဝိဇ္ဇာဆိုတာမောဟပဲမောဟဆိုတာအသိဉာဏ်ရဲ့ဆန့်ကျင်ဘက်ပဲနော်မဂ္ဂင်၈ပါးကြတော့တမ္မာဒိဋ္ဌိနဲ့ဥဆောင်ပေးတာဒါအကိုကအမတန်မှအကြောင်းကျိုးစီလျော်တယ်လို့ပြောတန်တရားလဲတာကြတော့မသိလို့လဲတာတန်တရားကထွက်တာသိလို့ထွက်တာဟောသိတာနဲ့မသိတာဘလောက်တန်ဖိုးချင်းกว่าခြားတယ်လေဒါပေမဲ့ဘုန်းကြီးတို့တွေတန်တရားတွေကမထွက်သေးတာဘာဖြစ်လို့မသိကြဘူးမသိလို့သိတဲ့သိတတ်တဲ့အတိုင်းအတာတွေမြတ်စွာဘုရားကိုယ်တိုင်ဟောထားတာရှိတယ်လေအေးတမ္မာဒိဋ္ဌိဆိုတဲ့နေရာမှာအစစ်အမြင့်ဆုံးမြတ်စွာဘုရားကဘာပြောတော့ဆိုဒုက္ခေညာဏံဒုက္ခသမုဒယညာဏံဒုက္ခនិရောဓေညာဏံဒုက္ခនិရောဓဂามိနိယပฏิပဒါယညာဏံသစ္စာ၄ပါးမှာသစ္စာ၄ပါး၌သိတဲ့အသိဉာဏ်ကိုတမ္မာဒိဋ္ဌိလို့ခေါ်တာတဲ့ဒါအမြင့်ဆုံးပြောတာနော်အစစ်အမြင့်ဆုံးပြောတာကောင်းပြီတမ္မာဒိဋ္ဌိရဲ့တမ္မာသင်္ကပ္ပရဲ့ဒီနှစ်ခုဟာပညာလို့ဆိုလို့တယ်ဘာလို့လဲဆိုရင်အမှန်မြင်ဖို့အတွက်အတွေးမှန်ဖို့လိုအပ်တယ်ဒါကြောင့်မို့အတွေးမှန်ခြင်းဆိုတဲ့တမ္မာသင်္ကပ္ပဟာတမ္မာဒိဋ္ဌိကိုထောက်ကူပြုလို့မြတ်စွာဘုရားတွဲထားတာအလကားထားတာမဟုတ်တွဲပေးထားတာနော်မင်းမှန်မှန်ကန်ကန်မြင်ဖို့အတွက်မှန်မှန်ကန်ကန်တွေးမှန်မှန်ကန်ကန်စဉ်းစားလောကလူတွေဟာမစဉ်းစားရင်ဘာမှမသိဘူးဒါတကယ်ပဲသိကြတယ်ကိုယ်အရတောင်ကိုယ်ဘယ်နှပေရှိမှမသိဘူးဆိုမစဉ်းစားရင်သိပါမလားမသိဘူးစဉ်းစားမှသိတယ်ဘယ်ကိစ္စဖြစ်ဖြစ်စဉ်းစားမှသိတယ်နော်စဉ်းစားရတယ်လေ့လာရတယ်ဒါကိုတမ္မာသင်္ကပ္ပနဲ့တမ္မာဒိဋ္ဌိဒီနှစ်ခုတွဲထားတာဟောအဲ့ဒါပြီးတဲ့အခါကျတော့ကြည့်မမှန်ကန်ကန်မြင်ပြီးမင်းဘာလုံးရမလဲဆိုတဲ့အချိန်မှာကြည့်လူတွေဟာတွေးပြီးဘာပြောလဲစကားပြောကြတာပဲမဟုတ်လားဒါကြောင့်မလို့တမ္မာသင်္ကပ္ပပြီးရင်တမ္မာဝါစာဆိုပြီးပြောတာအဲ့တော့ကျဉ်းချုပ်ပြောမယ်ဆိုရင်တမ္မာဝါစာဆိုတာမင်းစကားပြောလို့ရှိရင်မှန်မှန်ကန်ကန်ပြောလို့ပြောတာဒါက
နှုတ်နဲ့ပတ်သက်ပြီးတော့ discipline ထားသီလဆိုဒီမှာစီကံချက်ဘာတွေအတွက်စီကံထားတာတုံးဆိုပါဇက်ဆိုတာစကားပြောဖို့ထားတာပဲမဲ့လို့စီကံမရှိလျှောက်ပြောလို့မရဘူးလေစီကံနဲ့ပြောတာအဲ့ဒါကိုချင်းသီလပဲမပြောတဲ့နာတွေကရှောင်ကျင်မှသမ္မာဝါစာဖြစ်တယ်ဒါဟုတ်သမ္မာဝါစာကိုဝိရတိလို့ပြောတာနော်တခါတရံစေရနာကိုကောက်တာရှိတယ်ဝိရတိကိုကောက်ဒီမှာသမ္မာဝါစာဆိုတာဝိရတိဆိုတာလိန်ပြောခြင်းမှရှောင်တယ်နော်လိန်ပြောတာကရှောင်တယ်သူတစ်ပါးအချင်းချင်းမတက်အောင်ဂုံးတိုက်ခြင်းမှရှောင်တယ်ဆယ်ရီတိုင်းထွာကျမ်းမ်းသောစကားပြောဆိုခြင်းမှရှောင်တယ်ကောင်းကျိုးချမ်းသာတွေကိုဖြည့်ဆည်းပြတတ်တဲ့အကျိုးမရှိတဲ့စကားတွေဓမ္မရဲ့ဆန့်ကျင်မဲ့စကားတွေပြောခြင်းမှရှောင်တယ်ဆိုတာအဲ့ဒီလိုရှောင်ကျင်မှုသည်သမ္မာဝါစာဖြစ်သောကြောင့်သမ္မာဝါစာသည်ဝိရတိတဲ့ဒီလိုဆိုလိုတာနော်ဟောလူတွေကပြောပြီးဘာလို့စကားပြောတာကအရင်တွေးပြီးတဲ့နောက်မှာစကားပြောတယ်ဒါမို့သမ္မာသင်္ကပ္ပပြီးရင်သမ္မာဝါစာဟောနောက်စဉ်းစားကြည့်စကားပြောပြီးဘာလုပ်လဲဆိုကိုယ်ဒီလက်ရောက်လုပ်ကြတယ်ပြောပြီးလုပ်တယ်လေမြတ်စွာဘုရားကဒီနမစင်ထားတာအကြောင်းမဲ့ထားတာမဟုတ်ဘူးခွင်းဆက်ကလေးတွေကဲပြောပြီးလုပ်ပြီးဆိုတဲ့အခါမှာလည်းပဲစိကံတကြလုပ်ဖို့လိုတယ်လုပ်ချင်တာတွေရှောက်လုပ်လို့မရဘူးတဲ့အဲ့တော့မလုံတဲ့နာတွေကရှောင်တာဟာတမ္မကမ္မတပဲဒါလည်းဝိရတိပဲမလုံတဲ့နာကရှောင်တယ်ဆိုဘာဟာမလုံတဲ့နာလဲဆိုသူများတဲ့တတ်ခြင်းသူများဥစ္စာခိုးခြင်းသူတစ်ပါးသားများပြမခြင်းမလုံတဲ့ဘူးအဲ့ဒီမလုံတဲ့နဲ့ဒုစရိုက်အမှုကရှောင်ကျင်မှုဆိုတဲ့ဝိရတိဟာတမ္မကမ္မတပဲပေါ့ဒုစရိုက်ဝစီဒုစရိုက်မှရှောင်တာကသမ္မာဝါစာကာယဒုစရိုက်၃မျိုးကရှောင်တာကသမ္မာကမ္မတအဲ့ဒီလိုနှစ်ခုရှောင်ကျင်မှုနှစ်ခုနဲ့အသက်မွေးမှသမ္မာအာဇီဝဆိုတာဖြစ်တယ်ဒါကြောင့်မို့သမ္မာအာဇီဝလည်းပဲဒုစရိုက်9မျိုးကရှောင်တာသမ္မာအာဇီဝလို့ခေါ်တယ်အသက်မွေးမှုအတွက်အသုံးမချရဘူးလို့ပြောတာဒါလူဝတ်ကြောင့်တွေရောအားလုံးဆိုင်တာကိုပြောတာဘုန်းကြီးတွေကြဒီတဲ့ပို့တယ်နော်ဘုန်းကြီးတွေကြဒီတဲ့ပို့သေးတယ်ရှောင်ရမှာတယ်ကဲအဲ့တော့သမ္မာဝါစာသမ္မာကမ္မတသမ္မာအာဇီဝဆိုတဲ့ဟာကသီလမဲ့ခင်လို့ခေါ်တယ်ကိုချင်းသီလပိုင်းဆိုင်ရာပဲသမ္မာကမ္မတသမ္မာအာဇီဝပြီးတဲ့အခါကျတော့အဲ့ဒါလို့စင်စင်ကြဲကြဲနဲ့အသက်မွေးနိုင်ဖို့ရာအတွက်ပြင်းနေလို့မရဘူးတဲ့ကြိုးစားရမယ်ဟောနောက်ကသမ္မာဝါယာမဆိုတာဒါပြင်သမ္မာဝါယာမမှန်ကန်ကန်ကြိုးစားတဲ့ဆိုတာဘယ်လိုဟာခေါ်တာတုံးလို့ဆိုလို့ရှိရင် तू က၄ဘက်၄တန်ကြိုးပမ်းအထောက်မှု၄ဘက်၄တန်ကြိုးပမ်းအထောက်မှုဆိုတာအကုသိုလ်ဘက်ဆိုင်ရာနှစ်ခုနဲ့ကုသိုလ်ဘက်ဆိုင်ရာနှစ်ခုအကုသိုလ်ဘက်ကဆိုင်ရာဆိုလို့ရှိရင်နံပါတ်1ကအကုသိုလ်မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်ရအောင်ဆုတ်ပိတ်ခြင်းစောင့်စည်းခြင်းဒါတစ်ခုဆုတ်ပိတ်လို့မနိုင်ဘူးအကုသိုလ်တွေကဝင်လာတယ်ဆိုလို့ရှိရင်ဖယ်ရှားပစ်ခြင်းဟာဒုတိယကြိုးစားမှုဒါဒီတိုင်းပဲလေဘုန်းကြီးတို့တွေချင်းကိုက်မခံရင်ဘာလုပ်ရတော့ချင်းတောင်နဲ့ချင်းနေမလာအောင်ဆုတ်ပိတ်ထားတယ်သို့မဟုတ်တကားပိတ်ထားတယ်ချင်းလုံးတကားတွေနဲ့ပိတ်ထားဟုတ်လားအဲ့ဒီကမလုံလို့ချင်းဝင်လာရင်မောင်းထုတ်ရတာပဲပေါ့ဒါလုံရုပ်လို့စင်ဟုတ်ကဲ့လားအဲ့ဒီတိုင်းပဲကိုယ်တဏ္ဍာမှာလည်းပဲအဲ့ဒီချင်းဝင်လာတဲ့ဆိုတဲ့ကိုယ်တဏ္ဍာမှာအကြောင်းတစ်ခုဖြစ်ပြီးဥပမာလောဘဖြစ်တယ်ဒေါသဖြစ်တယ်မောဟဖြစ်တယ်ထင်ရှားတာတစ်ခုပြောမယ်ဒေါသဖြစ်တယ်ပရမမဖြစ်အောင်ထိရတဲ့နဲ့ဒေါသထွက်လာတယ်ဆိုရင်ဖယ်ဖို့ကြိုးစားဟောဒီအလုံးနှစ်ခုကဒီလိုလှုပ်တာတမ္မာဝါယာမလို့ခေါ်တာပဲမှန်ကန်တဲ့လုပ်ငန်းတစ်ခုပဲဟောနောက်တစ်ခါကောင်းတဲ့ဘက်ကိုကြည့်မယ်ဆိုရင်ကောင်းတဲ့ဘက်မှာကြည့်မယ်ကုသိုလ်တွေမဖြစ်သေးဘူးဆိုရင်ဖြစ်အောင်လုပ်ဖြစ်ပြီးလို့ရှိရင်တိုးတက်လာအောင်ကြိုးစားဟောဆိုပါစို့သမထကုသိုလ်မရဘူးသေးဘူးဒါနကုသိုလ်မရသေးဘူးဆိုရင်မရသေးရင်ရအောင်လုပ်ရပြီးရင်တိုးပွားလာအောင်လုပ်သီလကုသိုလ်မရသေးဘူးဆိုရင်ရအောင်လုပ်ရပြီးရင်တိုးပွားအောင်လုပ်
ဘာဝနာကုသိုလ်မရသေးဘူးဆိုရင်ရအောင်ကြိုးစားရပြီးလို့ရှိရင်တိုးပွားအောင်ကြိုးစားအဲ့ဒီကြိုးစားမှုကကုသိုလ်ဘက်က2ခုအားလုံးပေါင်းလိုက်တဲ့က4ခုဒါကိုသမ္မပဋ္ဌာန်တရား4ပါးလို့ခေါ်တာပဲအဲ့ဒီသမ္မပဋ္ဌာန်တရား4ပါးဟာစိတ်ဆန္ဒပြင်းပြင်းနဲ့ကြိုးပမ်းအထောက်အမဲ့တရားတွေလေဒါကြောင့်မို့အတ္တမွေးဝါကြောင့်ဖြူစင်မှုအတွက်အခုလိုမကြိုးစားပဲနဲ့တမ္မာအာဇီဝဆိုတာမဖြစ်ဘူးဆိုတာကိုမြတ်စွာဘုရားဟောတမ္မာဝါယာမနဲ့ပြတယ်ကဲကြိုးစားပြီဆိုတဲ့အခါမှာဘာအရေးကြီးတုံးဆိုလို့ရှိရင်တတိကအရေးကြီးလားကြိုးစားတိုင်းဟာတတိလက်မလွတ်မှာကြိုးစားအထောက်မှုဟာလက်မှတ်မော်ရောက်တယ်ပေါ့ဒါကြောင့်မို့တတိကနေစောင့်ချက်ပြီးတော့အာယုန်နဲ့ကြည့်နိုင်ဖို့တမ္မာတတိဆိုတာရှိရမယ်လို့ဒီနေရာမှာမဂ္ဂင်၈ပါးကြတော့တတိပဋ္ဌာန်ကိုတမ္မာတတိကိုတတိပဋ္ဌာန်တရား၄ပါးလို့ဆိုပြီးအာယုန်၄မျိုးပေးထားတယ်ဒါကမ္မထာအထုတ်ဖို့ပေးထားတာနော်ကာယဝေဒနာစိတ်ဓမ္မလို့ဆိုပြီးတော့အာယုန်၄မျိုးနဲ့ကပ်ပြီးတော့အထုတ်ဖို့တတိကိုလေ့ကျင့်ပွားများဖို့မြတ်စွာဘုရားပေးတာအဲ့လိုတတိထားပြီဆိုတဲ့အခါမှာဉာဏ်ပညာကိုအထောက်အကူပြုဆုံးကဘာလဲလို့ဆိုရင်တမာတိပဲဒါကြောင့်မို့မြတ်စွာဘုရားဟောတယ်လေတမာတိဘိက္ခဝေဘာဝိထจิตသားယဟန်တို့တမာတိကိုဖြစ်အောင်လုပ်ကြတဲ့ဘာဖြစ်လို့တော့တမာဟိတောယထာဘူတံဇာနာတိပတ္တိတမာတိရှိမှအမှန်ကန်မြင်တယ်တဲ့ဟုတ်တယ်ဒါဘယ်ရာပဲဖြစ်ဖြစ်ဒီစိတ်ကလေးတည်ငြိမ်မှုအာယုံပေါ်မှာစိုးဆိုင်နိုင်မှုရှိမှအမှန်ကန်ဆိုတာမြင်တာလေပစ္စည်းလေးတစ်ခုဝယ်တာတောင်မှစိတ်စိတ်ဆက်ဆက်ကြည့်မှနော်အပြည့်အနာစာဆိုတာလွတ်တာဒါကြတော့တကားရီတဲ့ဓမ္မတွေပို့စွမ်းတယ်နော်အဲ့တော့အပြည့်အနာစာဆိုတာအဲ့ဒါလိုပဲအာယုံကိုလေးလာသုံးသပ်တဲ့အခါမှာတမာတိဆိုအရေးကြီးဆုံးပဲဒါကြောင့်မလို့မြတ်စွာဘုရားဟောပေါင်းလိုက်တဲ့အခါကျတော့ဒီဘက်ကရှိပါဒါဟာအကျင့်မှန်နိဗ္ဗာန်ကိုရကြလို့ရှိရင်ဒီလမ်းကြောင်းသွားတခြားလမ်းကြောင်းမရှိဘူးဒါပဲလို့အောင်ကဲကောင်းပြီဒီထဲမှာသီလဆိုတာပါနေတယ်သီလအကြောင်းနည်းနည်းပြောသီလရဲ့တမာတိရဲ့ပညာရဲ့ဒါမှန်ကန်တဲ့အကျင့်တရားသုံးခုဗုဒ္ဓဘာသာမှာဒါ Buddhist practice လို့ပြောလို့ရဗုဒ္ဓဘာသာတွေဟာလိုက်နာဖို့ကျင့်သုံးဖို့ဆိုတာတိတိကျကျဟောထားတာရှိတယ်ကဲသီလဆိုတာဘာခေါ်တာလဲဆိုတာကိုအရင်ကြည့်ဗမာလူမျိုးတွေသီလကိုသီလလို့ပဲခေါ်တာဆိုတော့သူ့ရဲ့အဓိပ္ပာယ်အစစ်ကိုမသိကြသီလလို့ပဲပြောတယ်လူတောင်မှဥသီလလို့မှဲ့ထားရှိသေးတယ်နော်သီလရဲ့အဓိပ္ပာယ်ကဘာလဲလို့မေးမယ်ဆိုလို့ရှိရင်သီလဆိုတာအဓိပ္ပာယ်2ခုရှိတယ်နံပါတ်1အဓိပ္ပာယ်ကတမာဒါနတဲ့ကာယကံမှုဝစီကံမှုတွေကိုယ်ကံမဖြစ်စေပဲစီကံတကြစကားပြောရင်လည်းစီကံတကြအပြည့်ဖြစ်တာတွေမပြောဘူးနှုတ်ကိုစောင့်စည်းတယ်အလုပ်လုပ်ရင်လည်းပဲကိုယ်မှုစောင့်စည်းတယ်အဲ့ဒီ2ခုသီလလို့ခေါ်တာဟုတ်ကဲ့ကန့်တတ်ချက်ကလေးတွေရှိတယ်ကန့်တတ်ချက်လေးတွေဘာမလုပ်ရဆိုတချို့ကဒါတွေပြောတယ်ဒါတွေလုပ်နေလို့ထမင်းဘယ်လိုလုပ်စားမှာတော့ဆိုတဲ့လူကလည်းရှိသေးတယ်နော်အဲ့တော့၅ပါးသီလကိုတပါးပဲလုံရင်ပြီးတယ်လို့ဒီလိုထင်တဲ့လူကလည်းရှိသေးတယ်နော်မဟုတ်ဘူး၅ပါးသီလရဲ့အဓိပ္ပာယ်ကဒီသီလကသူကတမာဒါနဒီအောက်ထစ်ဆုံးဒီ၅မျိုးကျွလွန်လို့မရဘူးဒါဝါရိတ္တသီလလို့ခေါ်တယ်မလုပ်ရဒါပေမဲ့မလုပ်ရဘူးဆိုတာဘုရားကတားမြစ်တာလားတချို့ဘာသာတရားတွေမှာဘုရားကတားမြစ်တာရှိတယ်ဘုန်းကြီးတို့ဒီဘုရားမြတ်စွာကယဟန်တန်ဃာတွေဒါချစ်သားတို့ဒါတွေမလုပ်နဲ့လို့ဒီလိုပြောတာဝိနည်းစိကံအနေနဲ့တားမြစ်ထားတာရှိတယ်အလုံးခြုံပြီးတော့မြတ်စွာဘုရားကမလုပ်နဲ့လို့တားမြစ်တာမဟုတ်ဘူးအခု၅ပါးသီလဆိုတာကြည့်ရှောင်ကျင်ရမှာလို့ပြောထားတာမရှောင်ကျင်ဘာဖြစ်မရှောင်ကျင်ဒုက္ခရောက်မှာပဲလေမြတ်စွာဘုရားကိုကိုးကွယ်သည်ဖြစ်စေမကိုးကွယ်သည်ဖြစ်စေတချို့ဘုရားအကိုမကိုးကွယ်ရင်တန်ခတ်တယ်လေဒီမြတ်စွာဘုရားကဗုဒ္ဓဘာသာတွေကိုးကွယ်တဲ့ဘုရားကိုမကိုးကွယ်လို့တန်ခတ်တာမရှိပါဘူးမရှိဘူး
တကယ်တော့လည်းဘုရားကဓမ္မခတ်ပါဘူးကိုယ့်ကိုခတ်နေတာမသိကြလို့နော်အဲ့တော့ကြည့်မြတ်စွာဘုရားကငါးပါးသီလရှောင်လို့ဆိုတာဟာဒါတွေလို့ရင်ဒါတွေဖြစ်မယ်ဆိုမနှိုင်းရှင်ကောင်းပေမဲ့လို့လူတွေသိတာအောင်ပြောရမယ်ဆိုလို့ရှိရင်ဥပမာမဲ့စီးချိုယောဂရှိလို့ရှိရင်ဒီအချိုတော့ရှောင်သွေးတို့ယောဂရှိရင်ဒီအငံရှောင်ဒီအစားအစာမတည့်ဘူးဆိုတာမညွန်ဘူးလားမရှောင်ရင်ဒုက္ခရောက်တယ်လေအဲ့ဒီသဘောပဲငါးပါးသီလရဲ့ပြစ်မှုတွေကိုမရှောင်ဘူးဆိုလို့ရှိရင်ခုနစီးချိုစာမရှောင်ရင်စီးချိုတက်တယ်လို့ကိုယောဂနဲ့မတည့်တဲ့အစားတန်တရားထဲမှာဒုက္ခဖြစ်မဲ့အချက်တွေကိုမြတ်စွာဘုရားပါဏာတိပါဒရှောင်အိုက်နာနာရှောင်ဒီလိုလာတာနော်အဲ့တော့ငါးပါးသီလလည်းအမတ်တမဲ့ဘုရားဟောတာမဟုတ်ဘူးဟိုအိန္ဒိယနိုင်ငံမှာဒီပါဏာတိပါဒကိုအရင်ဆုံးဟောတာဘာဖြစ်လို့ပါဏာတိပါဒကိုအရေးတကြီးဟောတာလဲလို့ဆိုဘုရားပွင့်တဲ့အချိန်ကိုသွားကြည့်ခုခေတ်ဒီမျောမှန်းပြီးတော့ကြည့်လိုက်မြတ်စွာဘုရားပွင့်တဲ့ခေတ်ကိုကြည့်လိုက်အဲ့ဒီခေတ်တဲ့စောပြီးတော့ကိုအိန္ဒိယနိုင်ငံကြီးမှာဘုရားပွင့်တဲ့ဒေသမှာဘာဖြစ်လဲလို့ဆိုလို့ရှိရင်လူတွေရဲ့ခေါင်းထဲမှာဘာရှိလဲဆိုရင်ဗြဟ္မင်ဆိုတဲ့ပုံနာတွေကနေပြီးတော့သူတို့ရဲ့နီးစနစ်တွေနဲ့ဘာတွေလုပ်တုံဆိုရေရရာခြေတဲ့နီးစနစ်တွေရှိတယ်သူတို့အဲ့ဒီရေရရာခြေတာဆိုမလေးခုခေတ်တကုံကုတ်ကားလေးနဲ့ဘုရားသွားလှူတာမျိုးမဟုတ်ဘူးဘာလို့ရတာတော့ဆိုရင်ရစ်ပူဇော်ရတာတတ္တဝါတွေတပ်ပြီးရစ်ပူဇော်တာပူဇော်တဲ့ထဲမှာတခါတပ္ပစတုကဆိုရင်၄ခုစီရစ်ပူဇော်ရတာစိတ်ဆိုရင်လည်း၄កောင်နွားဆိုရင်လည်း၄កောင်တတ်ဒါကတာမန်ပုဂ္ဂိုလ်တွေအ ਨੇ ဆုံး၄កောင်တတ်ဒီတဲ့များတာတွေကြည့်ပဲအထက်ကဆိုရင်၈កောင်တတ်ရမယ်အဲ့လိုတိုးတက်သွားတာတိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းတွေတို့တထေးတွေတဲ့ကြွယ်တွေကြအများကြီးတတ်သူတို့ညွှန်တာဒါတွေတတ်ပြီးတော့သူတို့ကဖះကိုပူဇော်ရမယ်သူတို့နတ်ကိုပူဇော်ရမယ်လက်ချောင်းသွေးတွေနဲ့နတ်ကိုပူဇော်တယ်သူတို့ကမန္တန်နေရွတ်ပေးတယ်ပေါ့အဲ့ဒီတတ်လိုက်လို့တည်သွားတဲ့အကောင်တွေတော့သူတို့စားကြတာပဲဝေပြီးတော့မစားဘူးလားဒီကနေ့ခေတ်လဲစားတာပဲလားစားတယ်နော်အဲ့ဒါလည်းယုံတဲ့လူကယုံတာပဲလေစားရလို့ယုံတာလားမသိဘူးနော်အဲ့တော့စဉ်းစားကြည့်ပေါ့ဒါတွေလုံးရင်ဒီလူတွေကတော်တော်ဟိုရည်စားတော့ကောင်းတယ်ပေါ့အဲ့ဒီခေတ်ကအဲ့ဒီလိုလုပ်တာအဲ့ဒါဖះလက်ထက်ထိအောင်ဒီအကျင့်ကြီးတွေကဒီလုပ်ငန်းတွေကရှိနေတုံးပဲအလုံးကြောက်ကြလိမ့်မယ်ဟိုဘုရင်ကြီးလေအိမ်မက်တွေအမျိုးမျိုးရှောက်မက်တာကိုယ့်ကားတွေမက်တယ်လူကောသလမင်းကြီးလေအိမ်မက်ရှည်ကြီးမက်ပြီးတော့ဘာလို့မလို့ကြံတော့ဆိုအဲ့သူ့ရဲ့အကြံမေးတွေကိုမေးလိုက်တဲ့အခါကျတော့ဒါရစ်ပူစော်ရမယ်ပဲပြောတာလေရေရခြေရမယ်မချင်ရင်အသက်အန္တရာယ်တို့နော်ဘုရင်ရဲ့အာဏာအန္တရာယ်စီးစိမ်အန္တရာယ်တွေထိခိုက်နိုင်တယ်ဆိုတော့ဟိုလူကြီးကြောက်တာပေါ့နော်သူ့အိမ်မက်တွေကလည်းဗမာပြည်နဲ့မဆိုင်တော့ပါဘူးနော်သူ့ဟာသူအိမ်ကြီးကမက်တာကလပြေကကလပြေပဲထားလိုက်ပါအဲ့ဒီမှာအဲ့ဒါဘုရားလက်ထက်ဘုရားနဲ့အမတန်နီးတဲ့ဒီဘုရင်ကြီးတောင်မှပဲကြည့်ဒါလို့ဖို့ကြိုးစားလာလူတွေရဲ့ခေါင်းထဲမှာဘလောက်ကြောက်လန့်ပြီးဆွဲလန့်နေတယ်လဲဆိုတာစဉ်းစားကြည့်နော်အဲ့ဒီကြောက်လန့်ဆွဲလန့်နေတဲ့အယူဆကြီးတစ်ခုမြတ်စွာဘုရားသခင်ကိုရောမြတ်ပယ်ဖြစ်ဖို့ရအတွက်ပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယာမိဘာတတ်မှမတတ်နဲ့ဘာအတွက်နဲ့မှမတတ်နဲ့ဆိုဒီလိုပြောခဲ့တာဒီလိုဟောခဲ့တာဒါကြောင့်မို့ပါဏာတိပါဒကိုအရင်ဆုံးလုပ်ရတာအရေးကြီးတယ်ဒါဒီလိုဆိုလိုတာဟုတ်ကဲ့လားအိန္ဒိယနိုင်ငံမှာကဲခဏအိန္ဒိယနိုင်ငံကိုသွားကြည့်မယ်ဆိုရင်ခဏဟာဟိန္ဒူဘာသာဝင်တွေဖြစ်ပြီးတော့တတ်လွတ်စားတယ်ဘယ်တတ်တော်မှမတတ်တော့ဒါမြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒရသွားလို့ပြောမှာတချို့ကရောင်ဝါးလုပ်ပြီးတော့ဟိန္ဒူကပဲဘုရားတဲ့ရှေ့ကြတဲ့အောင်ရောင်လုံးတာဟိန္ဒူကရှေ့မကြဘူးဗြဟ္မဏသာရှေ့ကြမတူဘူးတရားမြတ်စွာဘုရားပွင့်ပြီးမှဒီစနစ်ကြီးပြောင်းသွားတာဘုရားကစပြီးတော့ဒီ
ရစ်ပူဇော်မှုစနစ်တွေကိုဘုရားအစားပြီးပယ်ဖြတ်နေတာဘုရားလက်ထက်ကိုရှိနေသေးတယ်ကြည့်နေကောသလဘုရင်ကြီးကလုံမလို့ကြိုးစားတာမဟုတ်လားမာလိကမိဘုရားကဝင်ပြီးတော့ကဲတင်လိုက်လို့ဒီလိုဖြစ်တာဟုတ်အဲ့ဒီကလေးကကြည့်ဒီကနေ့ခေတ်မှာအိန္ဒိယနိုင်ငံမှာဒီလိုတတ်ဖြတ်တာမရှိတော့ဟိန္ဒူတွေကမတတ်တော့တတ်လို့စားတယ်ဆိုအဲ့ဒါကြောင့်လို့ဒီကနေ့ဟိန္ဒူအစ္စင်ဒီဗုဒ္ဓဇင်ရဲ့စွမ်းဆောင်ချက်ကြောင့်တတ်လို့ဖြစ်သွားတာဒါအမှန်သူတို့ဟိန္ဒူတွေရေးတဲ့စာအုပ်ထဲမှာဆိုရင်ဂေါရမဘုရားကိုသူကမွေးတော့ကလည်းဟိန္ဒူပဲတဲ့နေတော့လည်းဟိန္ဒူတဲ့သေတော့လည်းဟိန္ဒူဆိုပြီးတော့လှုပ်ထားတယ်။ဘာဟုတ်မလဲနော်။ယုံတဲ့လူကတော့ယုံမှာဘုန်းကြီးတို့တော့မယုံဘူးတရားဟောနော်။ The Buddha lived, the Buddha born in Hindu, live Hindu, die in Hindu နဲ့ရေးထားတယ်။မဟုတ်ဘူး။သူတို့ဗြဟ္မဏ်ကြီးဗြဟ္မဏဝါဒကတော့ရှေ့ကြတာဟုတ်တယ်ဘုရားမပွင့်ငယ်ပေါ်တာဒီဟိန္ဒူဆိုတဲ့ဒီနောက်ပိုင်းအယူအဆဖြစ်လာတာကြတော့ဘုရားပွင့်ပြီးမှဖြစ်တာဒါ sacrifice မရှိဘူးလေဒီ sacrifice ကိုဘယ်သူကပယ်ဖြစ်တာတော့ဆိုလို့ရှိရင်အဓိကဗုဒ္ဓနောက်ထပ်ခေါင်းဆောင်တူကဘယ်သူလဲလို့ဆိုရင်မဟာဝီရဆိုတဲ့နိဂန္ဓနာတဗုဒ္ဓလို့ဘုရားစာပေထဲမှာပါတယ်မဟာဝီရချိန်ဖျားသူကလည်းဒီကဲတင်တဲ့အာဟိတတရားကိုအလွန်ကျွံဟောတဲ့ပုဂ္ဂိုလ်တူသူကလည်းမညှင်းစေရဘူးဆိုတဲ့အာဟိတဒီကနေ့အိန္ဒိယမှာခေတ်စားနေတဲ့အာဟိစာအာဟိရှာဆိုတာအဲ့ဒီသူ့ဝါဒပဲเนาะအိန္ဒိယနိုင်ငံသွားလို့ရှိရင်ဒီချိန်ဖျားเจ้าနေအများကြီးရှိသေးတယ်ခုချိန်ချိန်ကိုယ်တော်ကြီးတွေကဘာမှမပိုင်ဆိုင်ဘူးလေသူကအဝတ်တောင်မပိုင်ဘူးဝါဆိုသင်္ကန်းကတ်လို့မရဘူးချိန်ဖျားဝါဆိုသင်္ကန်းကတ်ချင်လို့မရဘူးဗုဒ္ဓဂယာဖျားဘူးသွားရင်တော့တတိထားတော့ဗုဒ္ဓဂယာဖျားဘူးသွားတဲ့လူတွေကဗုဒ္ဓဂေါတမရဲ့ဆင်းတုတော်နဲ့ဂျိန်းရဲ့ဆင်းတုကိုသွားပြီးတော့မကွဲဘူးမကွဲတဲ့အခါကျတော့ဂျိန်းဖျားဝယ်ပြီးအိမ်မော့တင်ထားနော်ဟောလည်းတင်မြင်ခွေးနေတဲ့ပုံပဲဒီကလည်းတင်မြင်ခွေးတဲ့ပုံပဲတင်မြင်ခွေးတာချင်းတူတူပဲတူတော့ဟာဒါဖျားပုံဖျားရဲ့ဆင်းတုတော်လေးပဲဆိုဝဲလာကြတာတွေအများကြီးပဲအဲ့အိန္ဒိယသွားရင်အဲ့ဒါတတိထားစရာတွေအများကြီးဂျိန်းဖျားကိုဘုရားဘာသာဖျားမှတ်ပြီးတော့လက်ဥချီတာတော့လုံးမိတတ်တယ်တတိထားနော်တတိထားဘာထူးတော့ရှင်ဘုရားပြောပြပါအောင်ဆိုလို့ရှိရင်ထူးတယ်ထိုင်းနေတော့အဝတ်မပါတာတိတ်မထင်ရှားဘူးပေါ့နော်အဲ့တော့မြတ်စွာဘုရားကခေါရမရုပ်ပွားတော့ကအဝတ်ပါတယ်သူကအဝတ်မပါဒီတဲ့ထင်ရှားတာတခုပြောမှဆိုရင်ချိုင်းတဲ့တဲ့မှာချိန်ဖျားမှာဆွာစတီကာဆိုတဲ့အမှတ်သားလေးပါအဲ့ဒါလေးကိုကြည့်ဆွာစတီကာကိုပြောရမယ်ဆိုရင်ဟိုနာစီတစ်စိတ်ကလေးကိုပြောတာနော်စัจ जा တစ်စိတ်ကလေးကောက်ကလေးနှစ်ခုထပ်ထားတယ်အဲ့ဒါကိုအင်္ဂလိပ်လိုဆွာစတီကာလို့ခေါ်တယ်အဲ့ဒီဆွာစတီကာလေးပါရင်ဗုဒ္ဓယုတ်တုမဟုတ်ဘူးမဟာဝီရယုတ်တုသူတို့ဘာသာမဟာဝီရကိုကိုးကွယ်တာဗမာဘုရားဘူးတွေနောက်တစ်ခုမှားပြီးဝယ်တတ်တာရှိသေးတယ်ငရုတ်ဆုံနဲ့ငရုတ်ချပွေဗမာလည်းဒီငရုတ်ချပွေလေးနဲ့ငရုတ်ဆုံဆိုရင်အကောင်းမှတ်ပြီးတော့ဝယ်ကြတာအဲ့ဒါတော့ပြောလို့မကောင်းတိုးတိုးပဲမေးကြည့်ကြငရုတ်ဆုံနဲ့ငရုတ်ချပွေကဘာလဲဆိုတာနော်အဲ့ဒါကိုဗမာဘုရားဘူးတွေဝဲဝဲသွားတယ်ဒီငရုတ်ဆုံနဲ့ငရုတ်ချပွေအဲ့ဒါလည်းပဲမဝယ်ကြနဲ့တတိထားကိုယ်နိုင်ငံရှိတဲ့ငရုတ်ဆုံနဲ့ငရုတ်ချပွေပဲသုံးအဲ့နိုင်ငံကငရုတ်ဆုံနဲ့ငရုတ်ချပွေသွားမဝယ်နဲ့တချို့အဖွားကြီးတွေကဟိုကြရင်တော့ကွန်ဒီထောင်းစားလို့ခေါင်းနဲ့ဆုပ်ပြတာအဲ့လိုဝဲလာသေးတယ်ကြံ့ကြံ့ဖတ်မှနော်အဲ့တော့အိန္ဒိယမှာကကိုယ်ဝမှုတွေအလွန်များတယ်ကဲအဲ့တော့ဒီမြတ်စွာဘုရားလက်ထက်မှာဒီသီလဆိုတာအမှန်တမ်းအရေးကြီးတယ်ဘုရားဘာသာသီလမှာအရေးကြီးလို့နိဗ္ဗာန်ရဖို့ရအတွက်သီလမပါမဖြစ်ဘူးလားလို့သီလမရှိရင်တရားဥတရားမြတ်မရနိုင်ဘူးလားကိုယ်ကသီလဟာလည်းပဲကြိုးကျင်တဲ့ကကြိုးနေဆိုရင်ဒါဖြင့်သီလမပြည့်ဆိုရင်နိဗ္ဗာန်ဆိုတာမရဘူးလားလို့မေးလို့ရှင်နိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့အချိန်ဟာသီလပြည့်စုံတဲ့အချိန်ဖြစ်ကိုဖြစ်ရ
ဒါဟုတ်တော့မှတ်ထားကြိုတင်ပြီးသီလရှိတာမရှိတာတော့တယောက်နဲ့တယောက်မတူဘူးသူတို့ကထောက်ချင်ထောက်အောင်ပါလေတန်တတိမကြီးတဲ့ဘယ်သီလမရှိအရက်ကလေးနဲ့တမူးမှုအရက်ကလေးတများများနဲ့ဟုတ်လားအရက်မူးနေတဲ့လူဘုရားတရားနာလိုက်တာနဲ့ရဟန္တာဖြစ်သွားတယ်ဟောအရက်တော့တဲ့ဆို၅ပါးသီလကျိုးနေတယ်ပေါ့လေပြောကြမှာပေါ့နော်အဲ့တော့တန်တတိကယဟန္တာဖြစ်ပေမဲ့ကိုယ်ကတန်တတိရဲ့အရေးချင်းကိုယ်မှရှိရလားတော့စဉ်းစားဖို့လိုသေးတယ်ကြားလားတန်တတိရဲ့အရေးချင်းမှကိုယ်မှမရှိဘဲနဲ့သွားပြီးတော့တိုင်းလို့မရဘူးသို့တော့တန်တတိကတရားနာလိုက်တဲ့အချိန်ကစပြီးတော့သူကအရက်ဖြတ်သွားပြီသီလဆိုတာအခုဆောက်တည်အခုပြည့်စုံဒီသဘောရှိတယ်ဒီမဲ့ဖို့နိဗ္ဗာန်မရခင်သီလလုံးကိုလုံရမယ်ဆိုတာတော့ဧကံဒိဋ္ဌမှတ်ထားအဲ့ဒါအချိန်ကြာတာမကြာတာအဓိကမဟုတ်ဘူးဟုတ်ကလားအဲ့တော့သီလမပြည့်စုံမဲနဲ့မဲ့ဖို့နိဗ္ဗာန်ရလားဆိုမရဘူးပဲပြောမှာဘာဖြစ်လို့တော့ဆိုမဲ့ဖို့နိဗ္ဗာန်ရတဲ့အချိန်ဟာသီလရပြီးမှသာသီလနဲ့ပြည့်စုံပြီးမှသာရနိုင်တယ်လေအချိန်ပိုင်းလေးကကတ်နေပြီကြည့်အင်္ဂုလိမာလာလူတွေများစွာတတ်လာထောင်ပေါင်းများစွာသောလူတွေကိုရဲဆက်ဆက်တတ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဘယ်လိုလုပ်ရဟန္တာဖြစ်သွားသီလမပြည့်စုံရင်အခက်အခဲတွေအများကြီးပြည့်စုံတယ်ကြီးသူကအဲ့ဒီမှာမြတ်စွာဘုရားထံဘုရားနဲ့တွေ့လို့မြတ်စွာဘုရားကရက်လိုက်ဆိုတဲ့စကားလေးကြားလိုက်တာနဲ့သူကဘာကိုဆိုလိုတာလဲဆိုတော့သူစဉ်းစားတာရက်လိုက်ဆိုတာဘုရားကိုသူကရက်လိုက်လို့ဆိုတော့မြတ်စွာဘုရားငါရက်နေတာမင်းသာမရက်သေးတာလို့ပြောတော့ဘာဆိုလိုတာတော့သူစဉ်းစားတယ်ဒီစကားကသူ့အတွက်ဖိလို့ဆိုပြီးပဲတာမန်ပုဂ္ဂိုလ်တွေအတွက်ကတော့ဟေးသွားနေတဲ့လူတယောက်ရက်ခိုင်းတာပဲလို့ဒီလောက်ပဲနားလိုက်မှထိတယ်နားမလဲဘူးမြတ်စွာဘုရားဆိုလိုတဲ့အဓိပ္ပာယ်ကသိပြီးတော့အဓိပ္ပာယ်ရှိတယ်အင်္ဂုလိမာလာကြီးကယဟန်ရက်လိုက်လို့អော်တဲ့အခါမှာဘုရားကလှည့်ပြောတာငါရက်နေတာပါမင်းမရက်ဖို့လိုပါတယ်အဲ့ဒီစကားကဘာပြောတာလဲဆိုအကုသိုလ်အလုပ်တွေကိုငါရပ်လိုက်ပြီးမင်းမရက်သေးဘူးမင်းရက်ဖို့လိုတယ်ဒါပြောတာနော်အဲ့ဒါ तू နားလဲသွားတယ်ဘုရားကိုမေးလျှောက်လိုက်တော့ဘုရားအဲ့ဒါပြောတာဆို तू နားလဲသွားတော့ तू မြတ်တဲ့တတ်တဲ့အလုပ်တွေ तू လုံးဝရပ်လိုက်တာအဲ့ဒီအချိန်ကစပြီး तू သီလပြည့်စုံသွားပြီအဲ့တော့ဆိုလိုတာကတရားတို့တရားမြတ်ရတဲ့အချိန်ဟာသီလပြည့်စုံတဲ့အချိန်ဖြစ်ရရကန်နီးမရခင်လေးမှာသီလပြည့်စုံပြီးမှရရမယ်လို့ဒီလိုတော့သေချာပဲမှတ်ထားရှေ့ပိုင်းကလုံနာမလုံနာတွေကိုသွားပြီးတော့မပြောနဲ့သွားမဆွဲနဲ့နော်အေးဒါကြောင့်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကသီလနဲ့ပတ်သက်ပြီးတော့ပုဂ္ဂိုလ်ကတဦးနဲ့တူမတူတချို့ကတဖြည်းဖြည်းကျင့်သုံးပြီးတော့တရားဓမ္မကိုတစနဲ့ကျင့်ပြီးတော့ဒီအတိညာဉ်ကိုတိုးမြင့်ပေးရတဲ့ပုဂ္ဂိုလ်တွေကြတော့ဘာလို့ရတော့ဆိုသီလအစပြီးကျင့်ရတယ်လေသီလပြည့်စုံမှဒီတမာရိဆိုတာဖြစ်တယ်တမာရိဖြစ်မှဉာဏ်ဆိုတာဖြစ်တယ်ရှင်ဥလိမာလာရဲ့အခက်ခဲကိုပြောပြသီလမရှိသည့်အတွက်ကြောင့်မရှိခဲ့တော့သူဘာတွေအခက်ခဲတွေ့တော့ဆိုရင်မြတ်စွာဘုရားကမ္မထံပေးတယ်ပေးတဲ့ကမ္မထံကိုသူထိုင်တယ်ကမ္မထံကျောင်းနဲ့လည်းရောက်ကမ္မထံလည်းထိုင်လိုက်အောင်ဘာတွေပေါ်လာတော့ဆိုကဲတော်မူကြပါကဲတော်မူကြပါတနာပါခွင့်လွတ်ပါနဲ့ဆိုပြီးတော့အော်နေတာသူကဓာတ်နဲ့လိုက်ခုတ်တာအဲ့ဒီမြင်ကွင်းကြီးကသူ့ကိုနှောက်ယှက်တယ်ဘယ်လိုမှတရားထုတ်လို့မရနော်သီလမရှိရင်အဲ့ဒီဟာတွေလာနှောက်ယှက်မယ်တရားထုတ်တဲ့လူတိုင်းအဲ့ဒါမျိုးတွေလာနှောက်ယှက်တတ်တယ်အဲ့ဒီအနှောက်ယှက်ခင်းမှုရာအတွက်သီလဆိုတာလုံခြုံရတယ်လို့ဒီလိုပြောတာဒါအကြမ်းမြင်မှတ်ထားပေါ့နော်ကဲကောင်းပြီသီလကနေဆက်သွယ်ပြီးသွားပုံလေးကိုကြည့်မြတ်စွာဘုရားကသီလကိုဘာကြောင့်စောင့်ထုံးခိုင်းတာတော့လို့ဆိုကြည့်မြတ်စွာဘုရားရဲ့တရားဓမ္မနိဗ္ဗာန်ကိုသွားတဲ့လမ်းဟာသီလရဲ့တမာတိရဲ့ပညာရဲ့ဒီသုံးခုပဲနော်ဒါရင်သီလကိုဘာလို့စောင့်ခိုင်းတာတော့လို့ဆိုတာအမှန်တမ်းအဓိပ္ပာယ်ရှိတယ်သီလရှိမှလူရဲ့စိတ်နှလုံးဟာကြည်သာတယ်သီလမရှိရင်ငါမဟုတ်တာတွေလှုပ်ထားတယ်ဆိုတဲ့လူတယောက်ခုနရှင်ကုလိမာလာလို့သူလှုပ်ခဲ့တဲ့ဟာတွေပဲပြန်မြင်တာနဲ့တရားထုတ်လို့မရဘူးနောက်မှမြတ်စွာဘုရားနီးပေးတာမင်းရဟန်းဖြစ်တဲ့အချိန်ကစဘာတတ်သေးတော့ဘာမှမတော့အေးအဲ့ဒါလောက်ပဲစဉ်းစားဟိုရှိမစဉ်းစားနဲ့ဆိုမှသူအစဉ်ပြေသွားတယ်
Yato ham bakini riya satiya sato sura dia. Di Inguli mala bayegu hore sure baima. Tu kamathan le ai time phit ta bai. No? She bai nga maudha ri lok khae ta ri ko me tha lai pi do nga sin je da hori yakka sa pi nga di phaya thadana wen ngai de badu aသက်ma ma tat phu so de apai li kani sa twe lai do wan ta twa. အဲ့ဒါလေးနဲ့တမာတိရအောင်လှုပ်ပြီးတော့ယူရတဲ့သဘောနော်ဧကမိမြတ်စွာဘုရားကသီလံအဝိပတိတာရာရတဲ့သီလရှိပြီဆိုလို့ရှိရင်အဝိပတိတာရပြန်စဉ်းစားလိုက်တိုင်းစိတ်ထဲမှာနောက်ကျသွားတာမျိုးစိတ်ဆင်းရဲသွားတာမျိုးမရှိဘူးတဲ့သီလရှိတဲ့ပုဂ္ဂိုလ်အဲ့ဒါလို့စိတ်ထဲမှာနှလုံးမသားမယာမရှိဘူးဆိုရင်ဘာဖြစ်လဲဆိုရင်ဝမ်းသာတာဖြစ်လာတယ်ပါမောဇ္ဇဝမ်းသာရင်ဘာဖြစ်လဲဆိုရင်ကြည်နူးတဲ့ပီတိဖြစ်တယ်ပီတိဖြစ်ရင်ဘာဖြစ်လဲဆိုရင်ကိုယ်စိတ်ငြိမ်းချမ်းတဲ့ဒုက္ခဖြစ်တယ်အဲပတ္တတိဖြစ်တယ်ကိုယ်စိတ်ငြိမ်းချမ်းတဲ့ပတ္တတိဖြစ်ရင်ဘာဖြစ်လဲဆိုကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုဆိုတဲ့ဒုက္ခဖြစ်တယ်ဒုက္ခဖြစ်ရင်ဘာဖြစ်တယ်ဆိုတမာတိဆိုတဲ့စိတ်တည်ငြိမ်မှုဖြစ်လာတယ်ဟောကြည့်သီလနဲ့တမာတိကိုဆက်ပေးထားတာဖေဟာဒါကြောင့်သီလလိုအပ်တယ်လို့ပြောတယ်သီလမပြည့်စုံမှုဆိုဒီခွင်းဆက်တွေအကုန်ပြုတ်ထွက်သွားနိုင်သီလမရှိဘဲနဲ့တချို့တရားထုတ်လို့ရလားနဲ့မေးတော်တော်ပြည့်ငါကကျွလွန်ထားပြီဆိုလို့ရှိရင်တော့တရားထုတ်ရင်ငါမစင်ကြယ်ဘူးဆိုရင်အဲ့ဒါကြီးကလာနောက်ဆက်နေမှာပဲသိချာငါမဟုတ်တာလှုပ်ထားတယ်ဆိုတာကလာပြီးတော့ဒုက္ခပေးနေမှာပဲအဲ့ဒါဆိုရင်ဘလို့မှတမာတိဆိုဖြစ်ဖို့မရှိတော့ဒါကြောင့်မို့လို့တရားထုတ်တော့မယ်ဆိုရင်ကိုချင်းသီလပြည့်စုံအောင်အရင်စောင့်တည်ချရတယ်ပြည့်စုံတဲ့စောင့်တည်တဲ့သီလလေးကိုကြည့်ပြီးငါမှသီလလုံတယ်လို့စဉ်းစားလိုက်ငါအခုသီလစောင့်တည်ထားပြီသီလတွေပြည့်စုံနေတယ်ဒီပြည့်စုံတဲ့သီလဟာအရိယာသူတော်စင်တွေလည်းဒီတိုင်းပဲပြည့်စုံတယ်သောတပန်ပုဂ္ဂိုလ်တွေဆိုရင်ဒီသီလနဲ့ပြည့်စုံတယ်ငါလည်းပဲသူတို့လိုဒီနေ့ပြည့်ဝကိုငါပြည့်စုံနေတယ်ဆိုတဲ့စိတ်ကလေးနဲ့စဉ်းစားပြီးတော့ကိုယ်တဏ္ဍာမှာပီတိဖြစ်အောင်လုပ်အောင်အဲ့လိုလုပ်တဲ့အခါမှာခုနကိုယ်သီလလေးကိုကိုယ်အာယုံပြုပြီးတော့အဝိပတိတာရနှလုံးကြည်သာမှုဖြစ်တယ်နှလုံးကြည်သာမှုဖြစ်တဲ့အတွက်ကြောင့်ပါမောဇ္ဇဝမ်းမြောက်မှုဖြစ်တယ်ဝမ်းမြောက်မှုဖြစ်တော့ပီတိနှစ်သက်မှုဖြစ်လာတယ်ပီတိဖြစ်တဲ့ကပတ္တတိကိုယ်စိတ်ငြိမ်းချမ်းမှုတွေဖြစ်လာတယ်ကိုယ်စိတ်ငြိမ်းချမ်းမှုဖြစ်ရင်ဒုက္ခဆိုတဲ့ချမ်းသာမှုတွေလာတယ်ဒုက္ခချမ်းသာမှုလာလို့ရှိရင်တမာရိဆိုတဲ့စိတ်တည်ငြိမ်မှုလာတယ်တမာတိလာပြီဆိုတော့မှယထာဘုဒ္ဓဉာဏတသနာတဲ့အမှန်တိုင်းမြင်နေဆိုတဲ့အသိဉာဏ်လာတယ်အဲ့ဒီကြမှာသီလတမာတိပညာဟုတ်လားဒီလိုခွင်းဆက်မြတ်စွာဘုရားတရားတော်ကဒီလိုခွင်းဆက်ရှိတယ်ဒါကြောင့်မလို့တရားထုတ်တဲ့အခါမှာသီလလိုအပ်တယ်ဆိုတာဖြည်းဖြည်းအထုတ်တဲ့ပုဂ္ဂိုလ်ကပိုးပြီးတော့တမာတိရအောင်ကြိုးစားပြီဆိုရင်သီလပိုးအရေးကြီးလာတယ်ကိုယ်သီလလေးကိုကိုယ်ဆင်ခြင်ပြီးတော့ဒီလိုအထောက်ခုနတော့ကတဏ္ဍတိမကြီးဟာအမှုပြေပြီးတော့တရားရသွားတယ်ဆိုတဲ့အချိန်မှာမြတ်စွာဘုရားနဲ့တွေ့လိုက်လို့ဘုရားအတန်လေးကြားလိုက်တာနဲ့သူကအမှုပြေသွားပြီးတော့သူမဟုတ်တာလှုပ်တာတွေအရင်ကလှုပ်ချင်လှုပ်မယ်အဲ့ဒီချိန်ကနေစပြီးသူလုံးဝစိတ်က determination ပဲဖြတ်ပလိုက်မလှုပ်တော့လုံးဝရှောင်လိုက်တယ်အဲ့ဒီရှောင်ကျင်မှုဟာသူ့အတွက်သီလတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့ဉာဏ်စွမ်းဟာအမှန်တမ်းထက်မြက်တယ်ထက်မြက်သည့်အတွက်ကြောင့်အဲ့ဒါကိုဘယ်လိုပြောတော့ဆိုပညာနဲ့သီလကိုဆေးကြောပလိုက်တာသူထားပညာထက်တဲ့ပုဂ္ဂိုလ်ဆိုဆေးကြောလိုက်တယ်ဆိုတာဒုသီလဆိုတာလုံးဝမကြံတော့ဘူးဒီကိုချင်းသီလဖောက်ဖျက်မဲ့စိတ်ဓာတ်ကိုမလာတော့ဘူးသူကဒီလိုပြောတာအတွေးကိုမလာတော့ဘူးပညာကနေစဉ်းစားလိုက်ကြတဲ့ဒါမလုတ်ထိုက်တဲ့အရာဆိုတာသူနားလည်သွားချက်ချင်းနားလည်လိုက်တယ်ဆိုမလုတ်ထိုက်တဲ့အရာမှန်သိပြီပဲလို့ဒီမပယ်နိုင်တဲ့လူကဒါလေးကိုမိတ်ပြီးလုံနေသေးတာပဲဟုတ်ကဲ့လားအဲ့တော့သူကတော့အဲ့လိုမဟုတ်ဘူးတကယ်ကို determination ပဲစိတ်ကိုဆုံးဖြတ်လိုက်ပြီးတော့သူပညာကအမတန်မှထက်မြက်တော့ဘုရားတရားတော်နာလိုက်တာနဲ့တည်းကအေးဒီသီလဆိုတာလုံးကိုလုံးရမယ်ဒီအရက်ဆိုတာငါမတော့ရတော့ဘူးဆိုလုံးဝစိတ်ထဲမှာဖယ်လန်းလိုက်ဖယ်ရှားပလိုက်ပြီးသားသူကနော်ဖယ်ရှားပြလိုက်တဲ့နောက်မှာသူကသီလပြည့်စုံသွားတယ်သီလပြည့်စုံသွားလို့မြတ်စွာဘုရားဟောတဲ့တရားအရင်ပေါ်မှာသူကတရားနာရင်နဲ့လက်တွေ့ apply လုပ်တယ်ဆိုတာကိုယ်ခန္ဓာကိုယ်နဲ့ကတ်ကြည့်တယ်ကတ်ကြည့်ရင်နဲ့သူကယန္နာဖြစ်သွားတာလေအဲ့တော့
တဏ္ဍတိမကြီးဟာသီလမလုံမနဲ့ယန္နာဖြစ်သွားတယ်လို့သွားမပြောလိမ့်နဲ့ပြောရင်အမှားသီလမလုံမနဲ့ယန္နာဖြစ်တာမရှိဘူးနော်အတိုင်းတာတစ်ခုရကြည့်မယ်တာမန်ပုဂ္ဂိုလ်တွေမမြင်ဘူးဒီဟာကမမြင်တော့မူမူယူနဲ့ငမှုတောင်ယန္နာဖြစ်သေးတာငါမခက်ပါဘူးလို့ထင်ကောင်းထင်လိုက်ပဲနော်အဲ့ဒီမှာအတိညာဏ်ရဲ့ထက်မြက်မှုအဲ့ဒါကိုဘယ်လိုပြောတာတော့ဆိုပညာပရိဒေါတာသီလံပညာပရိဒေါတာသီလံသူ့ရဲ့ကိုချင်းတရားကိုဘာနဲ့ဆေးပြစ်ထားတော့ဆိုပညာနဲ့ဆေးပြစ်လိုက်တာအတိညာနဲ့သူကဆုံးဖြတ်လိုက်တာဒါမလုံးရမယ့်ဟာဆိုတာဆုံးဖြတ်လိုက်ရှောင်လိုက်တာတာမန်ရှောင်တာမဟုတ်ဘူးအခုလူတွေကရှောင်တယ်ဆိုတာပေါ့လေးရှောင်တာလေဒီနာမှာသူရမေရိယဝိနိပါဝေရမဏိသိက္ခာပရံသမာရိယာမိဟိုနာတွေ့တဲ့အခါကျတော့တည်ကြမတွေ့သေးရင်ဝေရမဏိပဲတွေ့ရင်ဝေရမဏိနောက်ရောင်ရဆိုတာဖြစ်နေနော်အဲ့ဒါလို့မဟုတ်ဘူးသူတို့ကတခါတည်းအပြတ်ဖြတ်တာနော်အပြတ်ဖြတ်တာအဲ့ဒါလို့ကြောင့်မို့လို့ဒီပုဂ္ဂိုလ်ဟာယန္နာဖြစ်တာလို့ဒီလိုမှတ်ရတမန်ကလည်းယန္နာဖြစ်တာမဟုတ်ဘူးရှင်အင်္ဂုလိမာလာကြီးလည်းခုနကရှောင်ကျင်တဲ့အချိန်တကယ်ကိုပြတ်ပြတ်သားသားလုပ်တာအဲ့ဒီရှောင်ကျင်တဲ့အချိန်ရဲ့ရှေ့ပိုင်းမှာဆိုရင် तू အလွန်ဆိုးတာဟုတ်တယ်နောက်ပိုင်းကျတော့အဲ့ဒါတွေကိုမေ့ထားပြီးတော့ယဟန်ဖြစ်တဲ့နောက်ပိုင်းမှာ तू ဘာမှအတိမကောင်းတာမလုပ်ပါဘူးဆိုတဲ့အပိုင်းကနေပြီး तू ဝန္တာမှုတွေကြည်နုမှုတွေပီတိတွေပတ္တရိတွေဒုက္ခတွေသမာဓိတွေဖြစ်သွားအောင်လုပ်တာအဲ့ဒါကြောင့်မလို့ယဟန်နာဖြစ်တာနော်အေးနေ့စဉ်နဲ့ညကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်ပြီးတော့သီလပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကြတော့ဘယ်လိုလုပ်တုံးဆိုအလုံးကြောက်ကြတဲ့ဝတ္ထုတစ်ခုမဟာသတိပဋ္ဌာန်သုတ်ထက်ကရာမှာလေတိဋ္ဌဆိုရယ်ယဟန်ကြီးပေါ့ဒီအမွေပစ္စည်းခွဲဝေရမှာကြောက်လို့သူ့ကိုတတ်ခိုင်းလိုက်တာလေအဲ့တော့တညတာသူ့ကိုတတ်ရှင်ခွင့်ပေးပါဆိုပြီးတော့အာမခံတဲ့အနေနဲ့သူ့ကိုသူ့ကသူရိုက်ချိုးပြီးတော့တရားရှုတဲ့မထေကြီးသူရိုက်ချိုးပြီးတော့သူထွက်မပြေးနိုင်တော့ဘူးသူကသူအာမခံပေးပြီးတော့တရားထုတ်တယ်တရားထုတ်တဲ့အခါသူဘာလုပ်တာတုံးလို့ဆိုကြည့်ဝေဒနာဝိခံဘက်တော့ဝေဒနာကိုခွာတယ်ဆိုဘယ်လိုခွာတာတုံးဆိုအဲ့ဒီနေရာမှာနှစ်မျိုးရှိထက္ကရာကဘာပြောတာတုံးဆိုဝေဒနာဝိခံဘက်တော့ဆိုသူစောင့်ထိန်ခဲ့တဲ့သီလကိုဆင်ញင်တာတဲ့အဲ့ဒီအချိန်မှာကိုကျင့်ခဲ့တဲ့သီလကိုဆင်ញင်လိုက်တဲ့အခါမှာပီတိတွေဖြစ်တာပေါ့အဲ့ဒီပီတိစွမ်းအားတွေကနေခုနတက်သွားတာပီတိကနေပတ္တတိကနေသမာဓိကနေပြီးဒုက္ခပတ္တတိပြီးတော့ဒုက္ခကနေသမာဓိကနေယထာဘုဒ္ဓဉာဏတသနာဆိုအမှန်ကန်မြင်သွားတာဒီလိုဆိုလိုတာနော်အဲ့ဒါကြောင့်မလို့သီလဓမ္မအရေးကြီးတယ်ဆိုတာမဂ္ဂင်၈ပါးတဲ့တောင်မြတ်စွာဘုရားအထည့်ပြီးတော့ဟောထားတာဖြစ်တော့ကြောင့်သီလပုရုဇဉ်တွေရဲ့ဓလေ့ကတော့သီလကျိုးတဲ့အခါကျိုးမှာပဲပြန်ဆောက်တည်ရတယ် restore လုပ်ရမလို့ရင်မရเนาะအဲ့တော့သို့တော့သီလကိုမျက်မျက်နှုံနှုံထိမ့်သိမ့်ဆောက်ရှောက်တဲ့ပုဂ္ဂိုလ်တွေကြတော့လုံးဝသီလမကျိုးတော့ဘူးပေါ့အဲ့လိုပုဂ္ဂိုလ်လည်းရှိတာပဲအဲ့တော့သီလဆိုတာကိုတန်ဖိုးထားရခြင်းမတူလို့ဒီလိုဖြစ်တယ်လို့မှတ်ရတန်ဖိုးထားရခြင်းမတူဘူးဆိုတဲ့အခါဘယ်လိုပြောတာတုံးဆိုသူတော်စင်တွေကြတော့ဒီသီလကိုသူကပစ္စည်းဥစ္စာနဲ့လည်းမလဲနိုင်ဘူးကိုယ်ခန္ဓာမှာရှိတဲ့အင်္ဂါရက်တွေနဲ့လည်းမလဲနိုင်ဘူးဆိုလိုတာကအေးပိုက်ဆံအဆုံးခံခြင်းခံပဲ၅ပါးသီလအပြတ်မခံဘူးကိုယ်လက်ခြေတော့အပြတ်ခံခြင်းခံပဲ၅ပါးသီလအပြတ်မခံဘူးနောက်ဆုံးကြတော့အသက်အသေးခံခြင်းခံပဲ၅ပါးသီလကိုအပြတ်မခံဘူးဆိုဒါကြတော့သောတပန်ပုဂ္ဂိုလ်အဲ့တိုင်ရှိတယ်မြန်မာပြည်မှာတခါတော့စာရေးဆရာကြီးတယောက်ရေးတာအေးကြားနဲ့ရင်ဆိုင်တွေ့မယ်သူ့လက်ထဲမှာလည်းဒီလက်နဲ့ပါလာမယ်ဆိုရင်အဲ့ဒီကြားကသူ့ကိုအန္တရာယ်ပြုမဲ့လာရင်သူကသောတာပန်မိမယ်လို့တဏှတ်နဲ့ပြည့်အောင်မှဆိုတဲ့ရေးမျိုးရေးတာရှိသေးတယ်ဒါတော့သူ့ကိုတွေးပဲเนาะသူကလည်းအရက်ကလည်းမဖြတ်နိုင်ဘူးသောတာပန်လည်းဖြစ်ချင်တာအဲ့ဒါခက်တာเนาะအဲ့တော့သောတာပန်ရဲ့အတွေးမှဟုတ်မှမဟုတ်တာဒါသူ့အတွေးပဲလေသူအနေနဲ့ပဲသူစဉ်းစားတာကိုသောတာပန်ပုဂ္ဂိုလ်ကကြားနဲ့တွေ့ရင်တော့ကိုယ့်ကိုကာကွယ်အောင်မှာပဲနဲ့ဆိုပြီးတော့ဒီလိုတွေးပြီးရေးတာရှိတယ်တကယ်ကတော့မဟုတ်ဘူးတန်ဖိုးထားခြင်းမတူဘုန်းကြီးတို့တွေတန်ဖိုးထားတာနဲ့
သောတာပန်တန်မိုးထားတာမတူတော့သူကြတော့သီလကိုအသက်တန်မိုးထားတယ်ဒီလူတွေကအသက်မပြောနဲ့ပစ္စည်းလောက်တောင်တန်မိုးမထားဘူးလေအသက်ကြတော့ဒါတန်မိုးမထားတဲ့အခါကျတော့ဟိုကယောဂလေးဖြစ်တယ်ဆိုလို့ရှိရင်သီလနောက်မှရောက်ရပဲဒီယောဂလေးနဲ့တော့တခုတော့လုံးဝပဲဆိုပြီးတော့သီလချပြီးတော့ယောဂပဲဥစားပေးလိုက်တာပဲလေအဲ့ဒါလောက်ပြောညံ့တော့အဲ့ဒါလောက်ပဲရအောင်မှာပဲပေါ့ဒီတဲ့ပို့ပဲရနိုင်မလဲဟုတ်လားအေးဒါကြောင့်ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေဟာဒီကိုချင်းသီလကိုအရိယကန္တအရိယပုဂ္ဂိုလ်တွေကအသက်တက်ကိုမြတ်လို့ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်တဲ့သီလအဲ့ဒီသီလဘာကြောင့်စောင့်တာတော့ဆိုခုနပြောခဲ့တဲ့အကျိုးကျေးဇူးတွေကိုဒီသီလကသက်ဆောင်ပေးသွားတာပဲသီလကိုအခြေခံပြီးတော့နောက်ဆုံးယထာဘုဒ္ဓဉာဏ်ထိအောင်တမာရီမြန်မြန်ဖြစ်ပြီးယထာဘုဒ္ဓဉာဏ်တသနာဆိုလိုတာကမဂ္ဂင်၈ပါးမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့သီလကိုအခြေခံလိုက်တာနဲ့တပြိုင်နက်ဉာဏ်နဲ့မဂ္ဂင်တွေဟာဟောတို့ဘောရသွားတယ်အဓိပ္ပာယ်နော်အဲ့ဒါကြောင့်မို့လို့နိဗ္ဗာန်ရဖို့ရအတွက်ဒီကိုချင်းသီလအရေးပါတယ်ဆိုတာဒီနေ့သီလအကြောင်းနဲ့ပတ်သက်ပြီးမှတ်သားဖွယ်ရာလေးတွေဟောကြားပြီနောက်ရက်တွေကြားတဲ့အခါမှာဉာဏ်နဲ့မဂ္ဂင်၅ပါးဝိပဿနာကျင့်စဉ်ကိုကျင့်နေတဲ့အခါမှာဘယ်ပုံဆောင်ရွက်ပြီးတော့နိဗ္ဗာန်ကိုဘယ်လိုသယ်ဆောင်သွားတယ်ဆိုတာကိုအတူချုံပြီးတော့ဘုန်းကြီးတို့ဟောပြပါမယ်ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့နိဗ္ဗာန်ကိုရကျင်တယ်ဆိုလို့ရှိရင်မှန်ကန်တဲ့အကျင့်ဆိုတာဟောဒီမဂ္ဂင်၈ပါးအကျင့်ပဲဖြစ်တယ်မဂ္ဂင်၈ပါးအကျင့်ဆိုဒီမှာသီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်ပဲဖြစ်ပါတယ်ဒီအကျင့်ကိုမကျင့်ဘဲနဲ့နိဗ္ဗာန်ကိုရတယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူးဒါကြောင့်မို့ဒီအကျင့်ကိုမှန်ကန်သောနိလန်းနေနဲ့ကျင့်ကြံကြုတ်ကုတ်အထုတ်ခြင်းဖြင့်သာလေနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့ကြိုးစားအထုတ်နိုင်ကြပါစေကုန်သတည်း